ဒါကဝင်လောကကြီးကဘုရားတို့ပသိမ်သွားတယ်တကယ်ပသိမ်သွားတော့စစ်တပ်ထဲမှာဝင်ဟောခဲ့တယ်ဥပ္ပဘူးတွေဘိုးဘုန်းကြီးတွေအဲ့ဒီဟာပဲလို့ပသိမ်ဝင်တော့ဥစဉ်ပသိမ်မှာစာပိုက်ကလေးတစ်ခုတွေ့တယ်မှန်ပါไม่ပါဘူးပါဗျာအရေးအတွက်အရေးအချင်းမှန်ပါအရေးအတွက်အရေးအချင်းပါဗျာအရေးအတွက်အရေးအတွက်အရေးအချင်းဆိုတော့အရေးအတွက်ဆိုတာများမှန်ပါများပါဗျာနော်အရေးအချင်းအရေးကြီးပါတယ်ဆိုတော့နော်တရားကတော့ပေါက်သွားတဲ့ပုဂ္ဂိုလ်ကအရေးအချင်းရှိဖို့အရေးကြီးတယ်မှန်ပါဗျာနာပြန်တော့လေကိလေသာနဲ့နာတာရှိတယ်မှန်ပါဗျာကိလေသာမနာဘဲနဲ့စိုက်ပြီးမနှောတွာတာနဲ့နာတာရှိတယ်တရားနာရင်လည်းသောတာပန်တည်တည်တာမှန်ပါဗျာနော်တရားနာရင်လည်းသောတာပန်တည်တည်တယ်တဲ့နော်ဟောတဲ့တရားကလည်းပြညာလို့တင်စားဟောပြီးတယ်ပရမတ္ထသဘာဝသဘောပေါက်အောင်ဟောမှန်ပါဗျာအဲ့တော့သဘောပေါက်အောင်ဟောတော့တည်ငါဝိက္ခမနသမုတ်စေတာဘာဟာသုံးချက်ရှိမှန်ပါဗျာသောတာပန်ပုဂ္ဂိုလ်လည်းတည်ငါဘာဝိက္ခမနသမုတ်စေတာဘာဟာသုံးချက်မှန်ပါသရဂမီဒီမှာလည်းတည်ငါဘာဝိက္ခမနသမုတ်စေတာဘာသုံးချက်မှန်ပါဗျာအနာဂံတို့ညီဒီမှာလည်းတည်ငါဘာဝိက္ခမနသမုတ်စေတာဘာသုံးချက်မှန်ပါဗျာအထက်တမဲ့ကြပြန်တယ်ဘာဟာသုံးချက်မှန်ပါဗျာသုံးချက်နဲ့ဝင်လာနော်တည်ငါသောတာပန်ဝိက္ခမနအလေအလသောတာပန်လွယ်ကူစွာပြောလိုက်ကြအနုံစားသောတာပန်အလတ်စားသောတာပန်အညတ်စားသောတာပန်အနုံစားတရာကအလတ်စားတရာကအညတ်စားတရာအနုံစားအနာကအလတ်စားအနာကအညတ်စားအနာအနုံစားယဟန္တာအနုံစားယဟန္တာအနုံစားအလတ်စားယဟန္တာအညတ်စားယဟန္တာဘာပုဒ်ချက်အဲ့တော့တရားနာတာနဲ့လည်းသဘောပေါက်တယ်အဲ့တော့ဗုဒ္ဓဘာသာဘုရားတော်ကတရားဥစဉ်တို့ကတော့ပေါ်လာတဲ့တရားဟာကိုအဲ့တော့မှတ်ထားတာမှန်ပါပြစ္ဆုတ်ပါဘုရားတော်ကတရားဥစဉ်တို့ရှိမှကံလာဆင်းပြီးတော့ဝတ်တယ်ဥစဉ်လာပြီးဝတ်ကြည့်ဝတ်နေပြုပြီးတော့ရှင်ဘုရားအရှင်ဘုရားရှင်မတပည့်တော်ခေါင်းရတိတ်ခံဝင်လိုက်တဲ့ဥစ္စာမှန်ပါ3ရက်4ရက်လောက်မသိဘူးတဲ့အရှင်ဘုရားဟောတာတွေမသိခဲ့ဘူးတဲ့မှန်ပါ3ရက်4ရက်မြောက်လာတော့3ရက်အခုကြတော့တပည့်တော်သဘောပေါက်လာတော့တပည့်တော်လူဘုရားဘာသာကအနိခံနေတယ်တပည့်တော်မဟုတ်ဘူးမှန်ပါအတိတ်ကမဟုတ်ခဲ့ပါဘူးအတိတ်ကမဟုတ်ခဲ့ဘူးဘုရားဘာသာတော့အနိခံနေတဲ့တပည့်တော်မသိခဲ့ဘူးဗျာတဲ့အရှင်ဘုရားဟောတဲ့ဥစ္စာတွေကိုတပည့်တော်မသိခဲ့ဘူးတဲ့4ရက်ပြည့်ပြီးတော့မှကိုယ်ခန္ဓာကကိုပြင်းလာတော့သဘောတရားတွေသိလာတဲ့အချိန်ကကျတော့ငါဘုရားဘာသာအနိခံနေပါလားဘာမှလည်းငါမသိခဲ့ဘူးအတိတ်ကလာတော့သဘောပေါက်လာပါတယ်ဗျာအဲ့တော့ဘုရားဘာသာအနိခန္ဓာတော့ခံရတာအရေးအတွက်ကိုဗုဒ္ဓဘာသာအစ်စ်ဖြစ်ဖို့အရေးကြီးပါလေနော်အရေးအချင်းဖြစ်ဖို့အရေးအတွက်ကတော့များတာပဲဘုလို့မေးလိုက်လဲဘာလိုမျိုးလဲဗုဒ္ဓဘာသာလူမျိုးဗုဒ္ဓဆိုတာဘာလဲဘုရားဘာသာဆိုတာဘုရားရဲ့အယူဝါဒနော်ဘုရားရဲ့အယူဝါဒရဖို့ကလည်းအရေးကြီးပါလေနော်အရေးအချင်းကိုအရေးအချင်းအဲ့တော့လောကီမှာရှိကြတယ်ပေါ့နော်လောကီမှာဓာတုစေတီပိဘောဂစေတီဥဒိတစေတီဓမ္မစေတီစေတီ၄ပါးရှိမှန်ပါဗျာဦးဇင်းတို့လည်းအတိတ်ကလာတော့မှစေတီတွေကိုဦးဇင်းတို့လည်းဒါပဲဖတ်ခဲ့တယ်တကယ်နော်စေတီ၄ပါးရှိတဲ့အ낵ကဓာတုစေတီပိဘောဂစေတီဥဒိတစေတီဓမ္မစေတီစေတီ၄ပါးဆိုတော့ပညာစေတီဒါသိခဲ့တယ်ပရမတ္ထသဘာဝစေတီမသိခဲ့ဘူးမှန်ပါဗျာပညာစေတီဆိုတော့ဥပ္ပုံပြစေတီကြီးပဲဒါကြီးတော့ဒါစေတီ၄ပါးဆိုတော့ဓာတုစေတီပိဘောဂစေတီဥဒိတစေတီဓမ္မစေတီမှန်ပါဓမ္မစေတီဆိုတာဘုရားဟောထားတဲ့ဝိတကသုံးပုံနေရာဒါဓမ္မစေတီမှန်ပါဗျာနော်ဩဒိတစေတီဆိုတဲ့ဥစ္စာကြောက်စင်းလူကြီးစင်းလူတွေရေမှတ်ပြီးတော့ကိုယ်ဝယ်တာဩဒိတစေတီပရိဘောဂစေတီဆိုတာဘုရားဤတောင်ပွေးတွေသပိတ်တွေသင်္ကန်းတွေကိုခလေကောင်ထားပြီးတော့တခါလေစေတီကြီးကိုယ်ဝယ်တိဆောက်တာပရိဘောဂစေတီမှန်ပါဗျာနော်မှန်ပါဓာတုစေတီဆိုတာဘုရားဤတတ်တော်တွေယဟန္တာရဲ့တတ်တော်တွေတိဆောက်ကိုယ်ဝယ်ထားတာဘုရားဤဓာတုစေတီပဲမှန်ပါဗျာအဲ့ဒီစေတီကဥဒ္ဒရာပရမတ္ထသဘာဝကြီးအောင်ပြီလေမှန်ပါကံစေတီဉာဏ်စေတီမှန်ပါဗျာကံဒါနဉာဏ်ဒါနနှမျိုးရှိတယ်နော်ဒါနပဲပြုတ်တတ်မှာမှန်ပါဒါနမပြုတ်တတ်လို့ရှိရင်လည်းကံဖြစ်သွားတာပဲကံဒါနဖြစ်သွားတာပဲအဲ့တော့ဒါနလည်းပြုတ်တတ်ဖို့သဘောတရားလေးကိုပေါက်တတ်ဖို့နော်
သဘောလေးတွေသိသွားဖို့အရေးကြီးပါတယ်ကာတနာဒီကနေ့ပြုလိုက်တယ်ဒါတွေးလိုက်တဲ့ဥစ္စာတွေနော်ကောင်းတဲ့ဒါနကိုညောင်မကြီးလေးတော့ဘူးတယ်ညောင်မကြီးတော့ဘူးတယ်ညောင်စည်းလေးတော့ရညောင်စည်းလေးတော့ဘူးတယ်ညောင်မကြီးတော့ရဒါနပဲသိလားညောင်မကြီးတော့ဘူးတယ်ညောင်စည်းလေးတော့ရပါတယ်ညောင်စည်းလေးတော့ဘူးတယ်ညောင်မကြီးတော့ရပါတယ်ဆိုတော့ဒါနနှစ်စားရှိတယ်နှစ်စားရှိကြတော့ညောင်မကြီးတော့ဘူးတဲ့ပုဂ္ဂိုလ်ရဲ့ညောင်စည်းလေးတော့ဘူးတဲ့ပုဂ္ဂိုလ်ဘုရားရှင်ကိုရောမြတ်ကြီးလည်းဟောပါလေဘယ်လိုဟောထားလဲယဟန္တာတွေကိုဟောထားတယ်ယဟန္တာတွေဟောထားဥပဒေတော့မကြပါဘူးဆရာတော်သမတော်ကြီးတွေဟောတာကြားတယ်မှတ်ပြီးပြောရတယ်တရားပါနော်ဥပဒေမသိပါဘူးဆရာတော်သမတော်ကြီးတွေပြောတာကြားဟောတာကြားကိုမှတ်ပြီးတော့ဒါအကြောင်းခံရတာပါအဲ့တော့ဆရာတော်သမတော်ကြီးတွေကဘုရားပြီးတကတဲ့ကနေပြီးသူတို့မြင်တွေ့တဲ့ဟာတွေဖတ်ရှုထားတဲ့ဟာတွေကိုဥပဒေကတစ်ခါဖောက်တယ်ချပြီးတော့နာကြရလို့ဥပဒေလည်းမှတ်ထားပါလေဥပဒေမသိပါဘူးနော်အဲ့တော့သဘောကတော့ညောင်စည်းလေးတော့ရတယ်ညောင်မကြီးတော့ရတယ်သဘောကိုတော့ပြောပြပါမယ်ညောင်မကြီးတော့ရတယ်ညောင်မကြီးတော့ကျူတဲ့ဥစ္စာညောင်စည်းလေးတော့ရတော့ညောင်စည်းလေးတော့ဘူးတော့ညောင်မကြီးတော့ရတော့ဘုရားရှင်ကိုရောမြတ်ကြသဗ္ဗညုတရွှေဉာဏ်တော်ရတဲ့အချိန်ခါကျတော့ဘုရားဖြစ်ပြီးတဲ့အချိန်ခါကျတော့ယဟန္တာတွေကိုငါချင်းလောက်ယဟန်များတို့ငါဒီတဲ့နှုတ်တဲ့ကာလတုန်းကတထေးကြီးဖြစ်ခဲ့တယ်ဘယ်တထေးကြီးဖြစ်ခဲ့လဲလို့ဆိုတော့ဝေလာမပုံနာတထေးကြီးဖြစ်ခဲ့တယ်ဝေလာမပုံနာတထေးကြီးဖြစ်ခဲ့တယ်ငါလှူခဲ့တဲ့အလှူဟာကွာသမယေ6စိတ်ကလှူခဲ့လိုက်တဲ့ဥစ္စာ9နှစ်တဲ့9လတဲ့9ရက်တဲ့9နှစ်ကသမယေ6စိတ်ကလှူခဲ့တယ်အဲ့ဒီအလှူကြီးပေးတဲ့အလှူဟာတဲ့ငါလှူခဲ့တဲ့အလှူတွေဟာတဲ့ရုပ်ဖဲနတ်ပဲဘာမှမသိတဲ့ပုဂ္ဂိုလ်တွေကလှူခဲ့တယ်ရုပ်လည်းမသိဘူးတဲ့နာလည်းမသိဘူးတဲ့သစ္စာလေးပါလည်းမရဘူးတဲ့ရုပ်နာမသိတဲ့ပုဂ္ဂိုလ်သွားသမျှကိုငါလှူခဲ့တယ်ကွာတဲ့9နှစ်9လ9ရက်9နှစ်ငါလှူခဲ့တဲ့အလှူဟာတဲ့မဟာသောတာပန်ကြီးသမင်းလေးတပကာပြသွားကြွေးတာနဲ့အလှူရည်ညီပြနေတယ်အခုပထမရက်ဒုတိယရက်တတိယရက်လက်ဖြင့်ငါဆိုရင်4ရက်ဖြစ်သွားဒီနေ့4ရက်ဒီနေ့4ရက်ဖြစ်သွားဒီနေ့4ရက်ဖြစ်သွားတော့ပထမတစ်ချိန်ကျွေးလိုက်တဲ့ဥစ္စာအကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်ကြီးကျွေးရတဲ့အကျွေးထိုင်းနေတဲ့ဥစ္စာဟာဘာလဲတဲ့ဒုက္ခသရိယာကြီးကျင့်ညာအထုတ်ပြီးတော့တည်ငါဘာဝိခါမနာဘာသမုတ်စီတာဘာသုံးချက်ရှိတဲ့ကဒုက္ခဝေဒနာဘောကနေပြီးတော့ကာလသုံးပါပယ်သတ်ထားတဲ့စိတ်အတိတ်တာရောစဉ်ပြစ္ဆုတ်ပါတာရောစဉ်အနာဂတ်တာရောစဉ်တာရောစဉ်သုံးပါလွတ်တဲ့စိတ်အမြင်ပါအတိပါအယူပါပြောက်ပြီးတော့မိစ္ဆာဒိဋ္ဌိပြောက်ပြီးတမာဒိဋ္ဌိအတိကိုအမှန်တရားသိတဲ့အတိအဲ့ဒီတည်ကအတိလေးသိလိုက်တဲ့တပြိုင်တည်းတထိုင်မှာဒုက္ခဝေဒနာပေါ်လာတဲ့အချိန်ခါမှာအတိတ်တာရောစဉ်ပြစ္ဆုတ်ပါတာရောစဉ်အနာဂတ်တာရောစဉ်သုံးပါလွတ်ပုံဘယ်လိုလွတ်ပုံလဲတဲ့တရားပြတယ်ဆရာကြီးကနေပြီးတော့ဝေဒနာပေါ်လာလို့ရှိရင်တင်းတာတောက်တာထုံတာကျင်းတာအောက်တာမသိပါနဲ့ဒါတွေကသန္တရလတ္တပြည့်တဲ့သိတဲ့အကျိုးတရားတွေသိတာပါဒီအကျိုးတရားတွေမသိပါနဲ့အကျိုးတရားချုပ်သွားအောင်ပြေးလိုက်အကျိုးတရားဘောကဒီပြီးတင်းတဲ့အကျိုးတရားတောက်တဲ့အကျိုးတရားထုံတဲ့အကျိုးတရားအောက်တဲ့အကျိုးတရားကြိုက်တဲ့အကျိုးတရားကြက်လာတဲ့အကျိုးတရားချွေးကြလာတဲ့အကျိုးတရားပူတဲ့အကျိုးတရားအေးတဲ့အကျိုးတရားလှုပ်တဲ့အကျိုးတရားငြိမ်းတဲ့အကျိုးတရားတုံးတဲ့အကျိုးတရားကန်းတဲ့အကျိုးတရားအဲ့ဒီအကျိုးတရားတွေကိုမသိပါနဲ့စိတ်အစဉ်ရုပ်အစဉ်ဖြစ်နေပါတယ်ပြိဿသမုပ္ပါလဲပါတယ်ဘာသာလို့ပြောပြီးတော့တခါတခါကမ္မထမ်းပြဆရာကြီးကတင်ပေးနေတာနော်လူတင်ပေးနေတာညံပေးနေတာပေါ့အဲ့ဒီကိုတင်ပေးနေတာအဲ့ဒီလိုတင်ပေးနေတာဝေဒနာတွေကိုဒီလိုမသိလိုက်ပါနဲ့သိလိုက်လို့ကြည့်လို့ချင်းတင်းတာပေါ်ပြန်တယ်တင်းတဲ့သဘောတရားဟာဝေဒနာပဲသိလိုက်ပါဝေဒနာတိကရှင်းစိတ်ကလေးကတင်းတယ်လို့သိလိုက်တယ်နောက်စိတ်ကလေးကဝေဒနာလို့သိလိုက်ရှင်းစိတ်ကလေးကကြိုက်တယ်လို့သိလိုက်နောက်စိတ်ကလေးကဝေဒနာသိလိုက်ရှင်းစိတ်နဲ့နောက်စိတ်ကရှင်းစိတ်ကအဝိဇ္ဇာတင်းတယ်လို့အကျိုးတရားသိလိုက်တာကအဝိဇ္ဇာနောက်စိတ်ကလေးကဝေဒနာပဲလို့သိလိုက်တာကဝိဇ္ဇာအဝိဇ္ဇာနဲ့ဝိဇ္ဇာသူချစ်ကိုချိတ်ပြီးတော့အဝိဇ္ဇာကိုတတ်တယ်အဲ့ဒီလိုတတ်နေတဲ့ပုဂ္ဂိုလ်ကတည်ငါဟောတာခေါ်ပါလေတည်ငါကြီးသိတတ်လိုက်တဲ့အ내ကဒုက္ခဝေဒနာဘောကသံယောဇဉ်သုံးပါးဟာရှင်းစိတ်ကတင်းတယ်လို့အကျိုးတရားသိလိုက်တဲ့စိတ်ကိုနောက်စိတ်ကလေးကလိုက်တယ်ပြီးတော့မင်းတင်းတာမဟုတ်ဘူးတင်းတဲ့သဘောတရားဟာဝေဒနာပဲလို့ဒီလိုသိလိုက်တဲ့ဥစ္စာအဲ့ဒီဝေဒနာကိုသိလိုက်တဲ့ဥစ္စာကသံယောဇဉ်သုံးပါးလွတ်ပြီးတော့မိစ္ဆာဒိဋ္ဌိပျောက်ပြီးတော့သမာဓိဋ္ဌိအတိတ်ပြီးသံယောဇဉ်သုံးပါးကဘယ်လိုလဲတဲ့အတိတ်ကလည်းတင်းတယ်လို့သိတယ်အခုပြစ္ဆုတ်ကလည်းတင်းတယ်လို့သိတယ်အနာကလည်းတင်းနေဦးသံယောဇဉ်သုံးပါးအတိတ်ကရုပ်ပါခြင်းဖြစ်လို့အခုပြစ္ဆုတ်ကလည်းတင်းတယ်လို့ရုပ်ပါခြင်းဖြစ်ရအခုပြစ္ဆုတ်ကရုပ်ပါခြင်းဖြစ်နေလို့ရှိရင်အနာကလည်းရုပ်ပါခြင်းအတိတ်ရုပ်ပါခြင်းပြစ္ဆုတ်ကရုပ်ပါခြင်းအနာကရုပ်ပါခြင်းဖြစ်တာဘာကြောင့်ဖြစ်တယ်လဲ
မသိဘူးအဝိဇ္ဇာမိစ္ဆာဒိဋ္ဌိကြီးကြောင့်ဘလို့အယူပအပပအစွဲမှားခြင်းကြောင့်ဘလို့တင်းနေတောက်နေထုံနေကျင်းနေအောက်နေကြက်တယ်ရိုးကြတယ်ပူနေအေးတယ်လှုပ်တယ်ရွတယ်ရားတယ်ငြိမ်နေလှုပ်တယ်တွန်းတယ်လို့ဒီလိုသိတာအဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာစိတ်ကိုနောက်ကဝိဇ္ဇာစိတ်ကနေပြီးတော့ရှစ်စိတ်အဝိဇ္ဇာနောက်ကဝိဇ္ဇာကသတ်ပလိုက်သတ်ပလိုက်တော့တာရောတဲ့သုံးပါလွတ်အတိတ်ကယုံမှားခြင်းရှိသေးလားတင်းတယ်လို့ယုံမှားခြင်းပြစ္ဆုတ်ပံယုံမှားခြင်းပြည့်သွားပြီဆိုရင်အနာဂတ်ယုံမှားခြင်းဖြစ်ပါဦးအတိတ်ယုံမှားခြင်းပြစ္ဆုတ်ပံယုံမှားခြင်းအနာဂတ်ယုံမှားခြင်းအတိတ်တာရောစဉ်ပြစ္ဆုတ်ပံတာရောစဉ်အနာဂတ်တာရောစဉ်တာရောစဉ်တော့မလွတ်သွားဘူးလွတ်သွားတာဘာကြောင့်လွတ်သွားလဲပြစ္ဆုတ်ပံတဲ့တယ်လေးပါယူပက်ခန္ဓာဝေဒနာသင်ညာသင်္ခါရဝင်ခြင်းဘုရားကခန္ဓာ၅ပါးကိုမြောက်ကြည့်ရမယ်လို့ဘုရားဟောတာမဟုတ်လားပြစ္ဆုတ်ပံဆက်ဆက်ကလေးပေါ်လာတဲ့သဘောတရားတင်းတာတော့မှထုံးတာချင်းတာအောက်မှာမသိပဲနဲ့တင်းတဲ့သဘောတရားဝေဒနာခန္ဓာကိုဝေဒနာကိုသာသိလိုက်ပြစ္ဆုတ်ပံဆက်ဆက်ကလေးခန္ဓာကိုဝေဒနာသိလိုက်ဝေဒနာသိလိုက်တဲ့ဥစ္စာသမာဓိဋ္ဌိနော်တင်းနေတောက်နေသိလိုက်တာကမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိပြောက်ပြီးသမာဓိဋ္ဌိမသိဘူးလားအဲ့တော့ဒိဋ္ဌိဝိသိကိစ္စသိနေတာတပါဝိသိကိစ္စဆိုတာအတိတ်မှာယုံမှားခြင်းပြစ္ဆုတ်ပံယုံမှားခြင်းအနာဂတ်ယုံမှားခြင်းဆိုတာဝိသိကိစ္စပေါ့အဲ့ဒီဝိသိကိစ္စသိနေတာတပါသိသတ်လိုက်တဲ့ပုဂ္ဂိုလ်တကယ်ကသတ်တဲ့ပုဂ္ဂိုလ်ရှိတယ်ခဏခဏအလေအနတ်သတ်တဲ့ပုဂ္ဂိုလ်ရှိတယ်နောက်ပြီးသတ်နေတဲ့ပုဂ္ဂိုလ်ရှိတယ်ခန္ဓာထဲကနေပြီးတကယ်ကသတ်တဲ့ပုဂ္ဂိုလ်ရှိတယ်ဗဟိတမြင်လိုက်ကြတာရှိတယ်ဗဟိတမြင်လိုက်ပြန်တော့လေအော်စိတ်စိတ်ကလေးကမိမရဲ့ယောက်ျားယခုရဲ့မြင်လိုက်တယ်နောက်စိတ်ကလေးကမဲမိမပေါ့ယောက်ျားပေါ့ဘူးရုပ်ရုပ်ချင်းတိုက်ခိုက်ပြီးမှဖတ်တာဖြစ်ပြီးပြီးလုံးတန်တရားခံစားလိုက်တယ်ခံစားဖို့ပေါ့ဝေဒနာပဲရှိတယ်ရှင်းစိတ်ကမိမစိတ်ဆိုတဲ့အဝိဇ္ဇာနောက်ကဝေဒနာကနေရာဝင်တဲ့ဝိဇ္ဇာရှင်းစိတ်ကအဝိဇ္ဇာနောက်ကဝိဇ္ဇာဆိုတဲ့သတ်လိုက်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဒီလေးရဲ့တိုင်တိုင်ရှိနေပြီကျွေးကျွေးတောက်တဲ့ဥစ္စာဘုရားကဟောထားတယ်တတိနာတောတာပါဝိက္ခမနာတောတာပါသမုတ်စီတာတောတာဘာဟာသုံးချက်ကိုဝင်ထားလို့သမုတ်စီတာတည်ကြည်ပြီးဝေဒနာတတိဝေဒနာနုပါဒနာဖြစ်ပြီးဆိုတဲ့ပုဂ္ဂိုလ်ကြတယ်ဘယ်ပြောပေါ့မလဲပြောပါမရှိဘူး။ဘာရ6ပေါက်6တကားကနေပြီး8စိတ်နောက်စိတ်သတ်နေတဲ့အလဲအလတ်တော့တာပါသူကပြန်တော့တယ်ဘယ်ပြောပေါ့တတိနာလေးထိုင်းနေတော့တခါတည်းသတ်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခဝေဒနာဖြစ်လာတဲ့အချိန်ကပါဝေဒနာခန္ဓာပေါ်လာတဲ့အချိန်ကဝေဒနာခန္ဓာသာသိတဲ့တင်းနေတောက်နေထုံနေချင်းနေဆိုတာအဝိဇ္ဇာမဖြစ်တော့ဘူးလားအဝိဇ္ဇာချုပ်မသွားဘူးလားအဲ့ဒီလိုတတိနာဘာလှူရတဲ့ပုဂ္ဂိုလ်ကြကြတော့လေအမတန်ပြတ်အဲ့ဒီပုဂ္ဂိုလ်လှူရတဲ့ဥစ္စာခမင်းတော်ကပြားလေးကိုကကျွေးလိုက်တာနဲ့9နှစ်9လ9ရက်9နေ့လှူတဲ့အလှကြီးနဲ့ဘုရားကအလှကြီးကြီးပြနေတယ်အဲ့တော့ခမင်းတမကလေးတဏ္ဍစာလေးလာကျွေးတဲ့ပုဂ္ဂိုလ်လည်းပဲဘုရားရှင်ကိုယ်တော်မြတ်ကြီးသူ့စဉ်ကာလတုန်းက9နှစ်9လ9ရက်9နေ့လှူတာတဲ့ခမင်းတဏ္ဍစာလေးလာပြီးတော့သိညာအထုတ်တဲ့ပုဂ္ဂိုလ်တွေကျွေးတုတ်တင်ရတဲ့ဥစ္စာဟာညောင်စည်းလေးတော့ဘူးလေညောင်မကြီးလည်းမရဘူးလားရပါတယ်ဗျာဘုရားရှင်ကိုယ်တော်မြတ်ကြီးသူ့စဉ်ကာလတုန်းကလှူခဲ့တဲ့ဥစ္စာ9နှစ်9လ9ရက်9နေ့လှူခဲ့တဲ့အလူဟာညောင်ပင်ကြီးတော့ဘူးတဲ့ရတော့ညောင်စည်းလေးတော့ရအဲ့ဒါလှူတတ်ဖို့အရေးကြီးတယ်နော်အရေးကြီးတယ်လှူတတ်ဖို့အရေးကြီးတယ်လှူပြန်တော့လဲတယ်ဒိဋ္ဌိသလှူတတ်နော်အဲ့ဒါလှူတတ်ပါကံဒါနရှိတယ်ဉာဏ်ဒါနရှိတယ်နော်ကံသီလရှိတယ်ဉာဏ်သီလရှိတယ်ကံသမထရှိတယ်ဉာဏ်သမထရှိတယ်လောကီမှာလဲဒါနသီလသမထလောကုတ္တရာနယ်မှာလဲဒါနသီလသမထနိဗ္ဗာန်ဝင်တဲ့သမထနိဗ္ဗာန်မရတဲ့သမထအဲ့တော့သမထချင်းမတူဘူးနဲ့နော်နိဗ္ဗာန်ဝင်တဲ့သမာဓိနိဗ္ဗာန်ဝင်တဲ့သမာဓိနော်နိဗ္ဗာန်မဝင်ဘဲနဲ့နေတဲ့သမာဓိပဲသမာဓိပဲပုရုဇဉ်ပုဂ္ဂိုလ်ဟာဘယ်ပေါ်မှာသမာဓိတည်တယ်လေမြင်လိုက်တဲ့ချိန်ကမှအဝိဇ္ဇာနာယုတ်ပေါ်မှာသမာဓိတည်ကြီးတယ်လောကုတ္တရာနယ်ကဝိဇ္ဇာယယုတ်နာပေါ်ကနေဒီသမာဓိတည်တာနော်အဲ့ဒါဒီအရေးကြီးပါတယ်ဒါကြောင့်မလို့သုံးပါမျိုးကအမေလေးအဖေလေးပြီးတော့မိကြီးသမတွေညီမလေးတွေသာသနာကြီးနဲ့ကြုံတိုက်တဲ့အချိန်ကမှအမြင်ခံပြီးတော့တို့တော့ဗုဒ္ဓဘာသာရဲ့လို့အမြင်ခံနေတဲ့ဥစ္စာတွေကများခဲ့ပြီနော်ဗုဒ္ဓဘာသာရဲ့လို့အမြင်ခံတာတကယ်ဗုဒ္ဓဘာသာအစ်စ်ဟုတ်ခဲ့လားနော်ဗုဒ္ဓဘာသာဆိုတာဘုရားဆိုတာဘုရားဘာသာဆိုတာဘုရားရဲ့အယူဝါဒသစ္စာ၄ပါးမဲ့ကြီး7ပါးနော်အဲ့တော့ဗုဒ္ဓဘာသာအယူဆိုတာဘုရားဦးဇင်းကိုလို့ဝကြည့်ဝင်နဲ့ပြုရင်းတဲ့စကားကြောင့်တပြည့်တော်ဗျာတဲ့ဟိုတုန်းကတော့အမြင့်ခမ်းလာခဲ့တယ်ဘာမှမသိခဲ့ဘူးတဲ့၄ရက်ပြောက်တဲ့အချိန်ခါကျတော့အော်ငါဟိုတုန်းကဗုဒ္ဓဘာသာဗုဒ္ဓဘာသာရဲ့ပြည့်ခဲ့တာမဟုတ်ပါဘူးဘုရားရဲ့အယူဝါဒမသိခဲ့ဘူးခ
ခန္ဓာတွေကလည်းဘာမှမသိခဲ့ဘူးအခု4ရက်ကျော်တော့9ရက်မြောက်တဲ့အချိန်ခါကျတော့ငါသဘောပေါက်လာတယ်ငါအခုမှဗုဒ္ဓဘာသာဖြစ်လာပါလားအတိတ်ကလာတော့ဗုဒ္ဓဘာသာမဟုတ်ပါလားဆိုတော့ဒီလိုသိလာပါတယ်ဗျာအဲ့ဒီတော့အခုတော့ပုဂ္ဂိုလ်ပြုကအမေကြီးအဖေကြီးလည်းပဲတတိပေးရပါလေနော်တတိပေးရပါလားဗုဒ္ဓဘာသာအနိခံပြီးတော့နေမယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာဆိုတာဘုရားဤကြိုက်တဲ့အရာဝတ္ထုကဘာလဲကျင့်ညာအထုံးပါတာလဲဗုဒ္ဓဘာသာအနိခံပါလေမကြည့်မကြံပဲနဲ့ဒါနလောကီဒါနလေးနဲ့လောကီသီလလေးနဲ့လောကီသမထလေးနဲ့ဒါလေးနဲ့ရောင်ရဲပြည့်တင်နေမယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာအညီတော့ခံပါရဲ့အညီတော့ရှိပါရဲ့နော်အရေးအတွက်ဖြစ်နေပါတယ်အရေးအတွက်နဲ့အရေးအချင်းဖြစ်ဖို့အရေးကြည့်ပါလေဗုဒ္ဓဘာသာအစ်စ်ကအရေးချင်းပါဗုဒ္ဓဘာသာအနိခံပြီးတော့ဒါနသီလလောကီရဲ့ဒါနလောကီရဲ့သီလလောကီရဲ့သမထဒါလေးနဲ့ရောင်ရပြီးနေမယ်ဆိုလို့ရှိရင်အရေးအတွက်ပါအရေးအတွက်ကများအရေးအတွက်များတယ်ဆိုတာဘယ်လိုဟာလဲတဲ့သန္တရာကရုပ်ဝှလျှောက်ပြီးပြေးစွာနေရတဲ့ဥစ္စာတင်တာဝါလူသဲလို့အမြပွင့်သွားတယ်ဘုရားတွေဘယ်ဘုရားနဲ့မပြီးပဲနဲ့ဘုရားတွေပြီးတော့ပြီးပါပဲတခါကြီးပြီးပါပါဘုရားသောကသံကိုလည်းပြီးတယ်ဂေါဒကိုလည်းပြီးတယ်နော်ကလ္လဖလည်းပြီးတယ်အကုန်ဘုရားတွေပြီးတယ်ပြီးနေတဲ့ဘုရားပွင့်လို့ပွင့်မှမသိဘုရားမှမသိနော်ဘုရားဘာသာရဲ့လို့တော့ဘုရားကတော့သိကြတာသိပြီးတယ်မလုပ်တော့ခံရတာခံရတယ်အဲ့လိုဥပဒေတော့အတိတ်ပြန်ပြောလို့ရှိရင်တော့သဘောလေးပေါ့အောင်လို့အတိတ်ပြန်ပြောရမှာပေါ့နော်ဘုရားတွေထုတ်ပြီးတယ်နော်အတော်ချုပ်မယ်နော်မြတ်စွာဘုရားဘုရုံမုတ်ဘုရားမြတ်စွာဘုရားလက်ထက်ကနော်ဘုရုံမုတ်ဘုရားမြတ်စွာဘုရားလက်ထက်ကအရှင်မင်းသားဖြစ်ခဲ့တဲ့ဥစ္စာတည်းပဲဘုရားမပြီးဘူးလားပြီးရဲ့နော်ပြီးရဲ့ဘုရားပြီးတယ်မလုပ်ခဲ့ဘူးမင်းဆိုတော့တကကြီးအရှင်မင်းသားဆိုတော့တကမှကြီးဒီလိုနေခဲ့တာပဲစုတော့တောင်းတယ်စုတောင်းချက်အရာနဲ့အခုဘောရမမြတ်စွာဘုရားနောက်ပြီးဆုံးသာသနာမှာလာပြီးတော့ကြုံကြိုက်ကလာပြီးတော့ကျိတ်အတိတ်ကပါရမီကိုပြည့်ဝတဲ့ကံတွေလည်းများခဲ့နော်ကျူခဲ့တဲ့ဥစ္စာတွေသမေချောင်းကြီးထူခဲ့တာလည်းများခဲ့ကြောင်းကြီးတစ်စောင်းကြီးဆောက်ခဲ့တာလည်းများခဲ့ညာကြီးဒီလောက်ခဲ့တာလည်းများခဲ့နော်တခါတည်းကိုမလှူဖို့ခဲ့တဲ့ဥစ္စာမရှိခဲ့လှူဖို့ခဲ့တာမလှူဖို့ခဲ့တာရှိဖို့မရှိလောက်ခဲ့တာလေမလှူဖို့ခဲ့တာမရှိမလှုပ်ဖို့ခဲ့တာမရှိညက်ပြေမရောက်ဖို့ခဲ့တာမရှိညမာ20မရောက်ဖို့ခဲ့တာမရှိလူချမ်းသာနတ်ချမ်းသာပြမချမ်းသာမဖြစ်ဖို့ခဲ့တာမရှိရဲ့ဘူးလောက်တော့လောက်ခဲ့တာပဲဘုရားတွေလည်းပြခဲ့တယ်အဲ့ဒီခန္ဓာကိုယ်တွေ့ဉာဏ်မြင်မမြင်ခဲ့ဘူးတော့မကြည့်မကြံမအားထုတ်ခဲ့ဘူးဒီလိုပဲဘုရားသာသနာကြီးနဲ့ကြုံကြိုက်ပါလေရဲ့သားနဲ့မတွေ့ခဲ့ဘူးတခါကြီးမလုပ်ခဲ့လို့တရွက်ကွက်လျှောက်လာပြီးတော့ခွေးတွေလည်းဖြစ်ခဲ့တယ်နွားတွေလည်းဖြစ်ခဲ့တယ်ရေထဲကပိတ်ချောင်းတွေဖြစ်ခဲ့တယ်တော်ခွေးကြီးတွေဖြစ်ခဲ့တယ်အမလီနိုင်ငံခြားမြတ်ကောသီလာကြီးဆိုတဲ့ဥစ္စာကြီးတွေအဲ့ဒီမှာဆင်းမစားဒီလိုအာဟာကြီးတွေအကောင်ကြီးတွေဖြစ်ခဲ့တယ်တခါကြီးအဲ့တော့ဟိုအတိတ်ကြီးပြန်ပြင်လာတဲ့အချိန်ကကြောအနာကြောက်တယ်ငါဖြစ်ခဲ့တဲ့ဘဝတွေကသန္တရာပိတ်ကိုလျှောက်ကြည့်လဲခဲ့တဲ့ဥစ္စာဟာဖြင့်များခဲ့ပါလားအခုဘဝလေးကြတော့တွေ့ကြုံလာတော့သာသနာကြီးနဲ့တွေ့ကြုံလာတတိသာဝေကကြီးရပြီးတော့နေလန်းလာအဲ့တော့မကျင့်တာတခါကြီးနေလန်းလာကျင့်မှရတယ်တရားနေလန်းလာမှမကျင့်မရဘူးသာဝေကကြီးပြည့်ပြီးတော့တခါကိုကပြုတ်ခဲ့တဲ့ကံတွေကလည်းများတာကိုပြစ္ဆုတ်ပါပြုတ်ခဲ့တဲ့လူငယ်လို့ပြည့်လာတဲ့ဥစ္စာဟာပြစ္ဆုတ်ပါပြုတ်လာတဲ့ကံတွေကဥစဉ်40နဲ့ကြောက်တယ်လို့တော့ကောင်းတဲ့ကံတစ်ခုမှမပြုတ်ခဲ့ဘူးတခါကြီးဘာတွေပြုတ်ခဲ့လဲဆိုလို့ရှိရင်ဘိုးတော်ကတော့အပေါင်းသိနေဘူးတခါကြီးအပေါင်းသိနေအပေါင်းသိမကောင်းတော့ခံခဲ့ရဘလူတွေနဲ့ပေါက်လဲဆိုတော့အောင်ရင်တို့ထွန်းရင်တို့အေးမောင်တို့နဲ့ပေါက်ခဲ့တာကိုဟမ်ပခိုးတွေဓမြတွေအဲ့ဒါတွေနဲ့ပေါက်လူကလည်းငယ်တာကိုလူကငယ်တော့အဲ့ဒါတွေနဲ့ပေါက်လိုက်တော့တခါကြီးအခုခေတ်ကြီးကလည်းပဲသူတိတူတာပဲနိုင်ငံရေးနဲ့ပေါက်ရင်နိုင်ငံရေးတွေသမားနော်နိုင်ငံရေးသမားနဲ့ပေါက်ရင်နိုင်ငံရေးသမားဖြစ်ပါဘူးဓမြနဲ့ပေါက်ဓမ္မရဖြစ်ပါဘူးပခိုးနဲ့ပေါက်ရင်ဒိဋ္ဌာနဲ့ပေါက်ရင်အယက်သမားနဲ့ပေါက်ရင်ရောသံဃာနဲ့ပေါက်ရင်ရောဖြစ်မှာပဲကောင်းတာနဲ့ပေါက်ပါနော်ဒါလောကီလို့ပြောတာနော်လောကီလို့ကောင်းတဲ့ပုဂ္ဂိုလ်နဲ့ပေါက်ရင်ကောင်းပါပဲမကောင်းတဲ့ပုဂ္ဂိုလ်နဲ့ပေါက်ရင်မကောင်းဘူးတခါကြီးအဲ့တော့ဦးဇင်းတို့ကအတိတ်ကာလက
မကောင်းတဲ့ပုဂ္ဂိုလ်နဲ့46နှစ်လုံးပေါင်းတယ်လို့သံဃာကြီးပြည့်လျှောက်ပြီးလဲခဲ့တယ်တကယ်ကြီးဘာကြောင့်လဲတယ်လို့ဆိုတော့မသိမှမသိပဲဟုတ်လူတော့လူရတာပဲတကယ်ကြီးလူရတဲ့ဥစ္စာသူကားကောတကားပြောလိုက်မယ်ဒီမဲ့ဟိုမှာမရှိဘူးဆိုချိနေတယ်ဘယ်တိုက်လို့တိုက်လို့ပါပဲဓမြတိုက်တာကုသိုလ်ဓမြဘွားတိုက်တာတော့ကုသိုလ်ပဲဟုတ်မလားအကုသိုလ်ဘောတကားရဲ့နေအောင်ပြောမယ်ချောင်းကလည်းသိုးတယ်ဟုတ်မယ်ဓမြဘွားတိုက်တယ်ဓမြဘွားတိုက်တဲ့ဥစ္စာကဘာလဲလောဘဒေါသမောဟပါတယ်အဲ့တော့ဒီညဘွားတိုက်တော့မယ်တကကြီးသေချာတူဟောဒီညဓမြဘွားတိုက်ဓမြဘွားတိုက်တဲ့လူပေါင်း9ယောက်မနာကိုစီပါတယ်ကိုစီပါတဲ့အချိန်ကတည်းကလက်ဦးတို့ကကွာတဲ့ဥစ္စာလက်နဲ့ကိုစီကြိုက်ပြီးတဲ့တခါနဲ့ဘယ်အိမ်ပြည့်သုတ်တန်ကြောင်းလာတိုက်တော့မယ်နော်သုတ်တန်ကြောင်းပစ္စည်းတွေပေါ်ပစ္စည်းတွေကလိုချင်စရာလေးအားကြီးတယ်လိုချင်စရာလေးအားကြီးတော့ဒါဥပမာပြောတာနော်သွားတိုက်လိုက်ဒီတခါကြီးလာတိုက်တာကသုတ်တန်ကြောင်းကိုပစ္စည်းလောဘတဲ့လာတိုက်တာလောဘအကြောင်းခံပြီးတော့လာတိုက်တော့သုတ်တန်ကြောင်းတက်တော်မယ်တခါကြီးသုတ်တန်ကြောင်းတက်တော်မယ်ဆိုတော့ပစ္စည်းတွေသုတ်တန်ကြောင်းကရှိရဘူးတက်လိုက်ရောသုတ်တန်ကတည်းပြီးတရားတတ်လို့ပြုလိုက်လို့ရှိရင်ဒီမဲ့ဒေါသနဲ့ချပါဒေါသပါဘူးလားတက်ကွာလာတဲ့ကွာလောဘတက်လိုက်တယ်ဆိုတော့ငါခုခါရင်ပြစ်စားမယ်ဆိုတဲ့ဥစ္စာကဒေါသအဲ့ဒီလောဘနဲ့ဒေါသဖြစ်တာဘာကြောင့်လဲတဲ့ရုပ်နဲ့နာမသိလို့ပညာပရမမကွယ်လို့သစ္စာလေးပါမပြည့်လို့ဘောအကုန်သွားတယ်အဲ့ဒီတော့ဓမြသွားပြီးတိုက်လိုက်တဲ့ဥစ္စာကလောဘရောဒေါသရောမောဟရောစေတသိက်ဆုံးလို့ဟုတ်ဖြစ်ပြီလားအဲ့အကုသိုလ်စေတသိက်အကုသိုလ်လောဘစေတသိက်ဒေါသစေတသိက်မောဟစေတသိက်အဲ့ဒီလောဘဒေါသမောဟစေတသိက်သုံးဖြစ်တာအကုသိုလ်ကအကုသိုလ်ကံကနေပြီးတော့တဲ့တကားကြီးရေကုသိုလ်ကစေတနာလေးဖြစ်အောင်နော်ကုသိုလ်ကစေတနာလေးဖြစ်အိမ်ကြတော့တကားကြီးသုတ်ကံเจ้าကနေပြီးတော့ဘယ်တစ်ထောင်ရပါဗျာလူ9ယောက်ဝင်လိုက်ဘယ်တော့ရဟမ်1000ကျော်စီရပါဗျာ1000လေ1000ကျော်စီရ1000ကျော်စီရတဲ့အိမ်ကျန်းလာတဲ့တကားကြီးတကမအိတ်ထောင်ထဲမှာလဲတကားကြီးလေဝဲ4000လောက်ရှိဒီက1000ကျော်နဲ့9000မကျော်ဘူးလား9000ကျော်သွားတော့တကမအိတ်ထောင်ထဲကျတော့9000ကျော်ရှိသွားတော့အဲ့တော့တကမကပဲပြောအတိတ်ကဒါအကြောင်းခါတာနော်တကကြီးကပြောလို့ဒါပေါ်လာတော့ပြစ္ဆုတ်ပါဟောရအဲ့တော့ကောင်းခွင့်ရေကျုပ်တို့ကြောက်ပေါ်တော့ဆောက်အောင်ဒကမအကြံပေးပြီးဒကမဒကာနဲ့ဒကမဆိုတဲ့ဥစ္စာဒကာကြီးဒကမကဘာလဲဆိုရင်ဒကာဆိုတာကဒီမိသိကြီးလားလက်ယုံကြီးလားနော်ဒကမကဘာလဲဆိုဒကာပြန်ဟာဒကမကဒီမဲ့နွားလို့နှစ်ဖားချုပ်ထုတ်ထားတာဒကမကဒီဘက်ဆွဲလိုက်ရင်လဲသွားတာဘယ်ဘက်ဆွဲလိုက်ရင်လဲသွားတာအဲ့တော့ဒကာဟာနွားတယ်ဘာကြောင့်နှစ်ဖားချုပ်ထုတ်ထားဒကမကဘာလုပ်ချင်တယ်ဆိုရင်ဓမ္မဆွဲလုပ်မယ်ဆိုလို့ချင်းတက်ဖြစ်နေတာပဲဆွဲလိုက်နော်အဲ့တော့ဒကမအတည်ပြီးတော့ပေါ်ထွန်းရေကျောင်းတစ်ဆောင်တော့ဆောက်ရအောင်ကဲဆောက်ရင်လည်းဆောက်တာပေါ့ဆိုတော့ဘုန်းကြီးသွားရှောက်နေတယ်ဘုန်းကြီးသွားရှောက်တော့ဘုန်းကြီးကဆောက်ခါပြီအဲ့တော့ဘုန်းကြီးဆောက်ခါတော့အဲ့တော့ကိုယ်ကလည်းဒကမအလိုလိုက်ပြီကိုယ်ကလည်းစေတနာဖြစ်လာပြီကျောင်းဆောက်ခြင်းတယ်ဆိုတဲ့စေတနာလေးဖြစ်လာဘယ်လောက်ကုန်မလဲဆိုတော့ရှိရင်ကျောင်းဆောင်ဆောက်လိုက်လို့ရှိရင်ဖြင့်ဟိုခက်တုံးကဆိုလို့ရှိရင်အင်္ဂလိပ်ခက်တုံးဆိုတာကျောင်းတစ်ထောင်ဆိုလို့ရှိရင်ဖြင့်1500 2000လောက်ကုန်ဖြစ်အဲ့တော့ဒီကနေပြီး2000သွားပေးရတယ်ဘုန်းကြီးအရှင်ပြပါလားအရှင်ပြလက်သမငါပါဗျာဆောက်ပါဗျာအဲ့ဒီလိုခိုင်းရတော့ဘုန်းကြီးကလည်းဆောက်အရှင်ဗျာဒကမက1500လောက်ဆိုတော့1000စေတနာဖြစ်သွား2000စေတနာဖြစ်အဲ့ဒီလိုခိုင်းရတော့တန်ခါအရှင်ဗျာဒကမက1500လောက်ဆိုတော့1000စေတနာဖြစ်သွား2000စေတနာဖြစ်2000စေတနာကနေပြီးဆရာတော်တန်ခါတော်ကိုတခါလျှောက်ကြကုန်ကျင်တော့ကုန်ပါစီဗျာအရှင်ဗျာပြီးအောင်လုပ်
စေတနာပူဖြစ်အဲ့ဒီစေတနာဘာစေတနာလေးတဲ့နေတိုင်း2000ဘွားပေးတဲ့စေတနာဒါသူကျင်တဲ့စေတနာအဲ့အာရောဘပေါ့ဘုရားတပြတော့တိုက်တာကလောဘကေဒေါသရမောဟရဆိုတာအဲ့ဒါကအဖေစေတနာကြောက်ဆောက်ပဲဆိုတဲ့စေတနာလောဘဖြစ်လာအာလောဘပေါ့နော်ကောင်းတဲ့စေတနာအာလောဘစေတနာခေါ်တယ်နော်ဒါကုသိုလ်ရဲ့စေတနာကုသိုလ်ရဲ့စေတသိက်လက်ဥဒ္ဒကကြောင်းကိုတွားပြီးတပြတော့ကကြောင်းတွားတိုက်မယ်ဆိုတဲ့လောဘဒေါသဘောအာလောဘအာဒေါသဘောဟုအကုသိုလ်စေတသိက်ကုသိုလ်စေတသိက်ကအာလောဘအာဒေါသအာမောဟဘာကြောင့်လဲတဲ့နေတိုင်းတာကိုတခါတည်းကိုကြောက်ဆောက်တော့လက်သမားတွေနဲ့ဆောက်လိုက်တယ်တခါကြီးတွားပြီးတော့ကြည့်တော့ပြီးခဲ့တဲ့တခါတည်းဟိုလက်သမားတွေကိုတခါတည်းစိတ်ကမကောင်းဘူးစေတနာတော့ပြီးတဲ့ချိန်တော့မြန်ပြီးတဲ့ချိန်ကျတော့အာလောဘနဲ့အာဒေါသအဲ့ဒီအာလောဘနဲ့အာဒေါသဖြစ်တာဘာကြောင့်ဖြစ်တယ်လဲနော်ဖြစ်တယ်လို့အကြောင်းပြန်ရှာလိုက်တော့နော်ပြန်ရှာလိုက်တော့ဒုက္ခဝေဒနာဥပ္ပခာဝေဒနာဝေဒနာမှမသိလို့မိစ္ဆာဒိဋ္ဌိမပြောက်ခဲ့တဲ့သမာဓိဋ္ဌိမသိလို့ယုံနာမသိလို့ကျင့်ကြပရမမကွဲလို့မကွဲခြင်းကြောင့်ဘောလို့အဲ့ဒီစေရနာဘောမှာဘောဟဘုံပေါ်တယ်အာမောဟအာဒေါသအာလောဘအဲ့ဒါကကုသိုလ်ရဲ့စေရနာစေတသိက်ဒါကကြောက်သွားပြီးဓမြတက်လိုက်တာကလောဘဒေါသမောဟအကုသိုလ်စေတသိက်စိတ်ကြီးပြောတာနော်အဲ့ဒီစိတ်တွေကအာလောဘအာဒေါသဆိုတဲ့ဥစ္စာအာလောဘအာဒေါသနဲ့ချုပ်ရင်လူပြည်တတ်ပြည်ဓမ္မပြည်လူပြည်တတ်ပြည်လောဘဒေါသမောဟနဲ့ချုပ်ရင်အပေလေးပါသူကအကုသိုလ်ကကုသိုလ်ကတပတ်တုံတွဲနေတာကိုနော်လေဝိတုကကြောင်းကိုသွားပြီးလောဘဒေါသမောဟနဲ့တိုက်တယ်အတိတ်ကအကုသိုလ်စေတသိက်နောက်ဝေရလာတော့ကိုပစ္စည်းဖြစ်လာပြီးဝေရလာတဲ့အချိန်ခါကျတော့လူချင်းနဲ့ဆိုတဲ့စေရနာလောဘမပြီးနိုင်တဲ့စေရနာဒေါသအဲ့ဒီအလောဘအာဒေါသဖြစ်နေတာဘာကြောင့်ဖြစ်တယ်လဲယုံနာမသိတော့အမောဟဖြစ်နော်မသိအဲ့တော့လောဘဒေါသမောဟအကုသိုလ်စေတသိက်အလောဘအာဒေါသအမောဟကကုသိုလ်စေတသိက်အဲ့ဒီအကုသိုလ်ကကုသိုလ်ကတွဲတာပဲမချားစီငါသွားပြီးရှာတယ်နော်ငါရှာတယ်ငါရှာပြီးတော့လို့တော့ငါတွေရောက်လိုက်တယ်တခါကြီးရောက်လိုက်တဲ့အချိန်ကမှတခါတည်းကိုငါရောက်တော့ပတ်ဆိုင်ရလာကြောအဲ့တော့ငါလည်းတခါတည်းကောင်းကောင်းချင်းကိုချက်လိုက်ကောင်းကောင်းချင်းချက်လိုက်တော့သံဃာတော်များဆုံးတာကြွလာတဲ့အခါငါဟစ်လောက်လိုက်စေတနာလည်းငါတော့ပက်တဲ့ဥစ္စာကလောဘနဲ့ပက်တဲ့ဥစ္စာကအကုသိုလ်ကသံဃာတော်ရှင်များများတော့အဲ့ဒီငါချက်ပြီးလောက်လိုက်တာကအကုသိုလ်ကမဆိုင်လေတစ်ချိန်ကြီးအကုသိုလ်ကနဲ့ကုသိုလ်ကနဲ့မရောမရှက်နော်မရောမရှက်ပြီးတဲ့ပုထုဇဉ်ကရောရှက်တယ်တွဲတယ်ပုထုဇဉ်ကအကုသိုလ်ကနဲ့ကုသိုလ်ကနဲ့တွဲတယ်ဟောအရိယာကအကုသိုလ်ကနဲ့ကုသိုလ်ကနဲ့မတွဲဘူးပြတ်အကုသိုလ်ကလည်းပြတ်တယ်ကုသိုလ်ကလည်းပြတ်တယ်နော်သူကစေတနာကိုဖြတ်လိုက်တာကိုအကုသိုလ်စေတနာလည်းဖြတ်တယ်ကုသိုလ်စေတနာလည်းဖြတ်တယ်အာလောဘအာဒေါသအာမောဟလည်းဖြတ်တယ်လောဘဒေါသမောဟလည်းဖြတ်လိုက်နော်မဲ့ကုသိုလ်စေတနာအဲ့ဒါကြောင့်မလို့သွားပြီးနှုတ်လိုက်လို့အကုသိုလ်ကံနဲ့ကုသိုလ်ကံတစ်ပတ်တော်တွဲနေတယ်လောကဘုံဘုံပါဒါကြောင့်မလို့ဒါနသီလသမထလုပ်လိုက်တယ်နတ်ပြည်၆ချက်တက်သွားအောင်နတ်တက်ကတော်သွားဘုံဆိုပဲလေးကပြန်ကြတာဘာကြောင့်လဲအကုသိုလ်နဲ့ကုသိုလ်ကံတကတွဲနေတယ်နော်အဲ့တော့ဥအောင်တော့အတိတ်ကလာတော့ကြောင်းကြီးဆောက်ပြီးတဲ့ဒီတရားတော်မြတ်တယ်မှာမတွေ့လို့ရှိရဲ့အကုသိုလ်ကံအားတာလို့ရှိအပေရင်ခါအကုသိုလ်ကံလာလို့ရှိရင်ဘွားဆိုတတ်ပြီတဲ့လူချတာရဲ့လို့ဖြစ်နော်ဥဒ္ဒကပေါ်လာတာကိုနော်အကုသိုလ်ကံနဲ့ကုသိုလ်ကံနဲ့မရောမချက်ဘူးသူကအကုသိုလ်ကံကဘာလဲအပေတို့စီတတ်တယ်ကကုသိုလ်ကံဆိုတဲ့ဥစ္စာကဘယ်လိုလဲပို့စီတတ်တယ်လဲတဲ့လူချတာနဲ့ချတာဖို့နော်လူချတာနဲ့ချတာဖို့ပါသူတော့သူစောင်းနေကြတယ်အဲ့ဒါကြောင့်မလို့အရေးကြီးဆုံးချက်ကအခုနောက်ပိတ်ဆုံးသာဝနာမှာကိုယ်တို့လည်းပြုတတ်ဖို့အရေးကြီးပါလေနော်ကာအလုပ်တွေကိုညာနဲ့လုပ်တတ်ဖို့အရေးကြီးပါလေနော်ကာအလုပ်ကိုညာနဲ့လုပ်တတ်ဖို့အဲ့ဒါကြောင့်မလို့အခုလာရောက်တဲ့တရားဓမ္မတွေဘုရားရှင်ကိုတော်မြတ်ကြီးလက်ထက်ကတော့မိသွေးတော်ဘောပြီးလှူသလိုပေါ့ပုဂ္ဂလိကဒါနသန္တိကဒါနပုဂ္ဂလိကဒါနသန္တိကဒါနဆိုတာဘယ်လိုပါလဲပုဂ္ဂလိကဆိုတဲ့ဥစ္စာရုပ်ကို
လူတာ မှန်ပါဗျာ သန္တိကဒါနဆိုတာကဘာကိုလူကနံကိုလူတာ မှန်ပါဗျာ နော်နံကိုလူတာ နားကိုမြင်ရပါဗျာ နံဆိုတော့မြင်ရလား မမြင်ရပါဗျာ နံလူတာ မှန်ပါ ပုဂ္ဂလိကမြင်ရ မြင်ရပါဗျာ အဲ့တော့မိသွေးတော်ဂေါရမီဟာအတိတ်ကလာတော့ကတခါကြီးမိသွေးတော်ဂေါရမီဟာငါသားဖယားကတော့မြင်လိုက်တော့ငါသားဖယားဆိုတာရက်ကိုမြင်ပြီးမှငါသားဖယားကို မှန်ပါ တောင်းတာ မှန်ပါဗျာ ငါသားဖယားငါကိုယ်တိုင်ကိုယ်ဆက်ငါရက်နေမယ် မှန်ပါဗျာ ဒီလိုဖြစ်တာစိတ်က မှန်ပါ ငါသားဖယားကိုငါလှူမယ်ဒီလိုဆိုတော့အဲ့တော့ဖယားကသိဩမိသွေးတော်ဂေါရမီဟာငါသားဖယားတဲ့ပုဂ္ဂလိကဒါနကြီးဖြစ်တယ်ကာဒါနကြီးဖြစ်နေပါလား မှန်ပါဗျာ ကန္တာနာကြီးပဲ မှန်ပါ ငါသားဖယားကိုလှူတာကို မှန်ပါ နော်ရုပ်ကိုပြင်ပြီးတော့ငါသားဖယားဆိုပြီးရုပ်ကိုလှူတဲ့ဒါနဟာပုဂ္ဂလိကပဲ မှန်ပါဗျာ ပုဂ္ဂလိကဒါနဖြစ်နေပြီ မှန်ပါ အဲ့ဒီတော့ဘုရားရှင်ကိုတော်မြတ်ကြီးကမိထွေးတော်ဂေါရမီသင်္ကရက်ပြီးတော့ကိုယ်တိုင်ကိုယ်ကြရက်ပြီးတော့လာပြီးတော့လှူတဲ့အချိန်ခါကျတော့မိထွေးတော်ဂေါရမီစိတ်ကြောက်ပြီးပြီတဲ့ မှန်ပါဗျာတောင်းကြောင်းဟောပါဗျာ မိထွေးတော်ဂေါရမီတဲ့ မှန်ပါ ငါသားဖယားကိုငါဖယားကိုမလှူနဲ့ မှန်ပါဗျာ ငါဖယားလှူတာတဲ့သာဂာလှူတာမြတ်တယ် မှန်ပါဗျာ အဲ့ဒီပြောပြန် မှန်ပါ နော်ငါဖယားလှူတာတဲ့သာဂာလှူတာမြတ်တယ် မှန်ပါ အဲ့တော့မိထွေးတော်ဂေါရမီကမြတ်စွာဘုရား မှန်ပါ သာဂာဆိုတာဘယ်ဟာကိုခေါ်တာလေသူကမသူကသူကပြီပဲ မှန်ပါမရှိ ဘုရားတဲ့အမေဖြေလို့ပြီ မှန်ပါ အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးကဘယ်လိုပြောလဲ မှန်ပါ မိထွေးတော်ဂေါရမီတဲ့ မှန်ပါ ငါသားဖယားဆိုတာပုဂ္ဂလိကဖြစ်တယ် မှန် တဲ့ ပါဗျာ ငါသားဖယားဆိုတဲ့ဥစ္စာကိုငါသားဖယားဟာလောကမှာဖယားတဆူတဲ့ရှိတယ်တဲ့ဖယားတဆူတဲ့ဆိုတော့ပုဂ္ဂလိကဖြစ်တယ်တဲ့ နာပါဗျာ ငါသားဖယားဆွဲလန်းနေတယ်တဲ့ပုဂ္ဂလိကဒါနာတဲ့ မှန်ပါ ကံရမယ်တဲ့နိဗ္ဗာန်မရဘူးအဲ့တော့ကံဒါနဖြစ်တယ်တဲ့ ကံရမနဲ့ပါမလွတ်ဘူးတဲ့ငါသားဖယားကိုလှူတာတဲ့ မှန်ပါဗျာ အဲ့တော့ငါဖယားကိုမလှူနဲ့ မှန်ပါ ငါဖယားလှူတာတဲ့သံဃာလှူတာမြတ်တယ် မှန်ပါ သားဖယားတဲ့သံဃာဆိုတာဘယ်ဟာလဲ မှန်ပါဗျာ မိသေးတော်ဘောရမီတဲ့ မှန်ပါ မာသီတဲ့တောထွက်သွားတဲ့အချိန်ကပါတဲ့6ရက်လုံးလုံးဒုက္ခသတိယကျင့်ညာအထုတ်တယ်တဲ့ဒုက္ခသတိယကျင့်ညာအထုတ်တဲ့အချိန်ကပါတဲ့ငါဖယားပြီတဲ့ဓဝါရ6ပေါက်6ရာကနေပြီးတော့တဲ့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ကမှအကျိုးတရားရုပ်ပေါ်က မှန်ပါ အောက်ဝိဇ္ဇာယူစည်းခြင်းကိလေသာ မှန်ပါ ဒိဋ္ဌိယူစည်းခြင်းကိလေသာ မှန်ပါ ကာမကိလေသာယူစည်းခြင်းကိလေသာ မှန်ပါ ဘဝကိလေသာအောက်ဝိဇ္ဇာဘဝဒိဋ္ဌာဘဝကာမဘဝဘဝဘဝမြင်လိုက်တဲ့အစိတ်အကျိုးတရားရုပ်ပေါ်မှာအာသဘောတရား၄ပါးကယူစည်းနေတယ် မှန်ပါဗျာ ယူစည်းခြင်းကိလေသာဖြစ်တယ်တဲ့ မှန်ပါ နားပေါက်ကလည်းအသာနဲ့နားနဲ့ကြားလိုက်တဲ့အချိန်ကအသာဤအကျိုးတရားရုပ်ပေါ်မှာအဝိဇ္ဇာဘဝဒိဋ္ဌာဘဝကာမဘဝဘဝဘဝယူစည်းခြင်းကိလေသာဖြစ်နေတယ်တဲ့ မှန်ပါဗျာ နှာခေါင်းနဲ့အနက်နဲ့ထိမှန်လိုက်တဲ့အချိန်ကအနက်ဤအကျိုးတရားရုပ်ပေါ်မှာအဝိဇ္ဇာဘဝဒိဋ္ဌာဘဝကာမဘဝဘဝဘဝအာဘဝ၄ပါးယူစည်းနေတယ်တဲ့ မှန်ပါဗျာ လျာနဲ့ရတာနဲ့စားလိုက်တဲ့ချိန်ကမှာရတာဤအကျိုးတရားရုပ်ပေါ်မှာအဝိဇ္ဇာဘဝဒိဋ္ဌာဘဝကာမဘဝဘဝဘဝအာဘဝ၄ပါးယူစည်းတယ် မှန်ပါဗျာ ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ကအတွေ့အကျိုးတရားရုပ်ပေါ်မှာအဝိဇ္ဇာဘဝဒိဋ္ဌာဘဝကာမဘဝဘဝဘဝယူစည်းခြင်းကိလေသာဖြစ်နေတယ်တဲ့မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့ချိန်ကမှာဓမ္မဤအကျိုးတရားရုပ်ပေါ်မှာတော့ဒိဋ္ဌအဝိဇ္ဇာဘဝရဲ့ဒိဋ္ဌာဘဝကာမဘဝဘဝဘဝယူစည်းခြင်းကိလေသာဖြစ်တယ်တဲ့ မှန်ပါဗျာ 6နဲ့လုံးလုံးကြည့်ပြီးတဲ့အချိန်ခါကြတော့ငါမြင်လိုက်တဲ့အကျိုးတရားပေါ်ကအဝိဇ္ဇာလည်းချုပ်သွားပြီ မှန်ပါဗျာ ဒိဋ္ဌိလည်းချုပ်သွားပြီ မှန်ပါဗျာ ကာမကိလေသာလည်းချုပ်သွား မှ ပြီ န်ပါ ဘဝလည်းချုပ်သွားပြီ မှန်ပါဗျာ အဝိဇ္ဇာဘဝဒိဋ္ဌာဘဝကြားလိုက်တဲ့အနာပေါ်မှာလည်းအာဘောတရားလေးပါကုန်ပြီတဲ့ မှန်ပါဗျာ နာလိုက်တဲ့အနာပေါ်မှာလည်းအာဘောတရားလေးပါကုန်ပြီတဲ့ မှန်ပါဗျာ စားလိုက်တဲ့ရတာပေါ်မှာလည်းအာဘောတရားလေးပါကုန်ပြီ မှန်ပါဗျာ ထိလိုက်တဲ့အတွေ့ပေါ်မှာလည်းအာဘောတရားလေးပါကုန်ပြီ မှန်ပါဗျာ သိလိုက်တဲ့ဓမ္မအကျိုးတရားရုပ်ပေါ်မှာအာဘောတရားလေးပါခါချောက်သွားပြီတဲ့သမုတ်တရားပင်လေကြီးခါသလိုတဲ့ခါချောက်သွားပြီတဲ့လူစည်းခြင်းကိလေသာတွေကမဖြစ်တော့ဘူးတဲ့လူစည်းခြင်းကိလေသာမဖြစ်တော့မျက်စိတကားနားတကားနှာခေါင်းတကားတကားကိုယ်တကားမတော်တကားတကား၆ပေါက်အာယုံအာယုံထောက်တဲ့တိုက်မျက်စိပေါက်ကလည်းသီလဝိသုဒ္ဓစိတ်ကဝိသုဒ္ဓပညာဝိသုဒ္ဓသုတ်တိသုံးပါးသိကျဲနေပြီတဲ့ငါအမြင်စင်ကြဲတော့စိတ်ကြီးစင်ကြဲနေတယ်တဲ့ကိလေသာစင်ကြဲတယ်တဲ့အမြင်စင်ကြဲတာဘူးတဲ့အမြင်စင်ကြဲတော့ကကိလေသာစင်နေပြီတဲ့စင်သွားပြီမဲ့တဲ့ချက်ပါလို့ကမျက်ပေါက်ပြုတ်ပြီတဲ့အဲ့ဒီတော့ဒီလိုတော့ခေါ်ရပြီတဲ့ငါသားဖရာဆိုတာအကြောင်းတရားကြီးငါအိတ်မဲ့တဲ့ချက်ပါမျက်ပေါက်ပြုတ်နေတာကအကျိုးတရားတဲ့အခုဒီလိုတော့ခေါ်ရပြီတဲ့ငါအိတ်
မြင်လိုက်တဲ့ယူပကာယုတ်ကြီးကိုငါသားဖရာကိုတတ်ပဲပြီးလှူတာကအကြောင်းတရားအကြောင်းတရားကိုလှူတာတဲ့ငါအိအကျိုးတရားကသီလသမာဓိပညာမဲ့နေ7ပါးပြတ်ပေါက်ပြုနေတာအကျိုးတရားတဲ့မိထွေးတော်ဘောရမီကစိတ်စေတသိက်ကလေးဟာစေတသိက်ဟာတဲ့လှူခြင်းနဲ့ဆိုတဲ့သင်္ကလှူခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်လာတာကစေတနာကအကြောင်းတရားမိထွေးတော်ဘောရမီကိုယ်တိုင်ကိုယ်ရရက်တဲ့သင်္ကကအကျိုးတရားမိထွေးတော်ဘောရမီကလှူခြင်းနဲ့ဆိုတဲ့စိတ်အကြောင်းကနာတဲ့လူပဲဝတ္ထုရုပ်ကအကျိုးတရားတဲ့ငါဣဖရာကိုမြင်လိုက်တဲ့ယူပကာယယုတ်ကြီးကအကြောင်းတရားတဲ့ငါဣမြင်တတ်ကြတဲ့နာတဲ့အကျိုးတရားဘောကသီလအမာရိပညာမဲ့တွေ7ပါးလက်ပေါက်ပြုတာအကျိုးတရားအဲ့ဒီတော့ငါဣသီလအမာရိပညာမဲ့တွေ7ပါးလာပြီးလေးတော့ဘောရမီတဲ့စေတနာဖြစ်တဲ့အဲ့ဒါဘာသာပဲအဲ့ဒါပရမတ္ထသံဃာဆိုတာသီလအမာရိပညာပေါင်းစုထားတယ်တဲ့အဲ့ဒါမှသံဃာတဲ့အဲ့သံဃာကိုလှူပါတဲ့အဲ့ဒါငါသားဖရာတဲ့မြတ်တယ်တဲ့ဒီသံဃာလှူတာမဟုတ်ဘူးနော်သံဃာလှူတဲ့သီလအမာရိပညာကိုလှူတာသီလကိုသမာဓိကိုပညာကိုလှူတာသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာကိုလှူတာငါသားဖရာမလှူတော့မပါတော့အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြမိဝိတော်ဘောရမီတဲ့နာနဲ့ရုပ်တို့ဟာအကြောင်းကျိုးတစ်ပါးသာရှိတယ်တဲ့အကြောင်းကျိုးတစ်ပါးဆိုတာဘယ်လိုလဲဗျာတဲ့မိဝိတော်ဘောရမီတဲ့မိဝိတော်ဘောရမီလှူခြင်းနဲ့ဆိုတဲ့စေတနာလေးကနာကအကြောင်းတရားတဲ့ငါအိအလူကပုဂ္ဂိုလ်ကမဲ့နေ7ပါးပြတ်ပေါက်ပြုနေအကျိုးတရားတဲ့မိဝိတော်ဘောရမီစေတနာကအကြောင်းငါအိမဲ့နေ7ပါးပြတ်ပေါက်ပြုနေတာအကျိုးတရားအဲ့ဒီစေတနာအကြောင်းကမဲ့နေ7ပါးအကျိုးတရားကိုစေတနာဆက်အကြောင်းအကျိုး2ပါးဖြစ်ပေါ်လာတယ်မိမိတို့ဘောရမီစေတနာလေးကလည်းအကြောင်းဖြစ်ပေါ်လာတယ်လူချင်းနဲ့ဆိုတဲ့စေတနာလေးအကြောင်းငါအိမဲ့နေ7ပါးပြတ်ပေါက်ပြုနေတာအကျိုးတရားကိုစေတနာဖြစ်တာအဲ့တော့အကြောင်းကပါလဲတဲ့စေတနာတဲ့အကျိုးကပါလဲတဲ့မဲ့နေ7ပါးမဲ့နေ7ပါးအကျိုးတရားတဲ့စေတနာအကြောင်းတရား2ပါးလာရှိတယ်တဲ့အကြောင်းအကျိုးဖြစ်ပေါ်လာတယ်တဲ့အကြောင်းအကျိုးသာချုံးသွားတယ်တဲ့ငါလူတွေရှိသေးလားအနုကပုဂ္ဂိုလ်ရရှိသေးလားရှိပါဗျာသင်္ကန်းရရှိသေးလားရှိပါဗျာအနုကပုဂ္ဂိုလ်လည်းမရှိတဲ့အနုဘိပုဂ္ဂိုလ်လည်းမရှိတဲ့နော်လူသူလည်းမရှိတဲ့အနုကပုဂ္ဂိုလ်လည်းမရှိတဲ့အကြောင်းအကျိုးတစ်ပါးသာဖြစ်ပေါ်လာပြီးအကြောင်းအကျိုးတစ်ပါးသာချုပ်သွားတယ်တဲ့အကြောင်းအကျိုးသာဖြစ်လာတယ်တဲ့အကြောင်းအကျိုးသာချုပ်သွားတယ်ငါလည်းမဟုတ်သူလည်းမဟုတ်ငါလူလည်းမရှိတဲ့အဲ့ဒါမှသံဃာတဲ့အမျက်ဆုံးအဲ့ဒါမှဓမ္မဒါနာတဲ့အဲ့ဒါလိမ့်မှာဝင်တယ်အဲ့ဒီဒါနကသိတိကြီးတဲ့ချင်းနေတဲ့တယ်အဲ့ဒါလူတတ်ဖို့ကိုပြောပြတာပါနော်လူတတ်ဖို့သေသေးချာချာမသိလို့ပြောတာမဟုတ်ဘူးမသိဘူးကြော်သွားပြီပေါ်တာနော်စိတ်ကလေးထားပြီးလူတတ်ဖို့ဒါနနဲ့လည်းနေပါရနော်သီလနဲ့လည်းနေပါရသမထနဲ့လည်းနေပါရဒါနသီလသမထနေပါမရဒါနသီလသမထနေပါရဘုရားဟောတဲ့ဥစ္စာကံနဲ့ကတ္တကိုပြောဟောတာသမုဒ္ဒိသစ္စာပရမသစ္စာသစ္စာတစ်ပါးကိုဘာပေါ့ရဗုဒ္ဓဘာသာအနေထိုင်ရင်သိရင်ဗုဒ္ဓဘာသာအစ်သိရင်ဗုဒ္ဓဘာသာကတော့မသိပါအရင်အချင်းသမားပဲဒီစိတ်ကိုဟောတယ်နော်အဲ့ဒါနာရာနဲ့သောတာပန်တည်ခြင်းနဲ့တည်မယ်နော်နာရာနဲ့သောတာပန်တည်မယ်ဆိုလို့ရှိရင်ဥပမာထောင်ပြီးတော့သဘောကိုပြောမယ်နော်သဘောကိုဆောက်ပြီးတော့အခုမိသွေးတော်ဂေါရမီဟာစိတ်လူချင်းနဲ့ဆိုတဲ့စေတနာလေးအကြောင်းအလူကပုဂ္ဂိုလ်ကမဲ့နေ7ပါးအကျိုးတရားစေတနာအကြောင်းနာမင်္ဂလာရောအမင်္ဂလာခြင်းမမင်္ဂလာရောမင်္ဂလာခြင်းမမြတ်ကမဲ့နေ7ပါးအကျိုးတရားစေတနာအကြောင်းနာမင်္ဂလာရောအမင်္ဂလာခြင်းမမင်္ဂလာရောမင်္ဂလာခြင်းမမြတ်ဒါမှမှန်တာဟုတ်အဲ့တော့တကယ်ရှိတဲ့ပြစ္ဆုတ်ပါမြတ်မှာကမင်္ဂလာရှိတဲ့တရားကဘာလဲတဲ့မင်္ဂလာဆိုတဲ့ဥစ္စာသီလသမာဓိပညာပဲမင်္ဂလာရှိတာနော်သီလမဲ့သမာဓိမဲ့ပညာမဲ့အမြင်စင်ကြယ်မှသိစေဟုတ်ပါဗျာနော်အမြင်မစင်ကြယ်ရင်သိစေကြပါမစင်ကြယ်နိုင်အဲ့ဒီတော့အခုဦးဇင်းတို့တိုက်ပြည်ကဗုဒ္ဓဆိုရှယ်လစ်တိုက်ပြည်ဖြစ်ပြီးကြတယ်ဘာကြောင့်လဲအမျိုးမျိုးအနေနဲ့မှာနေမဲ့ဝိပဿနာကမုံပေါ်နေပြီနော်စိတ်တိုင်းနဲ့ဖြစ်ကြဘူးအရေးကြီးနော်ပုဂ္ဂိုလ်တိုင်းဟာဖြင့်မင်္ဂလာအမြင်အမင်္ဂလာအသိအရေးကြီးတယ်မင်္ဂလာအကျမင်္ဂလာအသိမင်္ဂလာအနာမင်္ဂလာအသိမင်္ဂလာအစမင်္ဂလာအသိမင်္ဂလာအထိမင်္ဂလာအသိနော်ဓဝါရ6ပေါက်ကမင်္ဂလာခြင်းမင်္ဂလာသိမှာပဲနော်အဲ့တော့သွားပြီလားအဝါလို့
နည်းမဲ့အမင်္ဂလာကိုမင်္ဂလာချင်းမြင်လိုက်တဲ့အချိန်ကအသုံးလုံးဖြစ်နေတယ်ဘဝကနော်အညောကအသုံးလုံးကြည့်တယ်တခါကြီးအဲ့ဒီတော့အသုံးလုံးသင်တတ်ရလို့အခုလိုက်ပြီးတော့ရှေ့ကပြညာသွားပြီပေါ့လားပုံမှန်ပြောဥပဒေနဲ့တန်တရားတော့မနေ့ကတော့ဈေးညာလျှောက်သွားတော့တခါတည်းဘွာလေးတွေတွေ့လိုက်တဲ့အချိန်ကအသုံးလုံးသင်တတ်ဆိုပြီးရေးထားတယ်ရေးတာအသုံးလုံးသင်တတ်ဆိုတာအခုလည်းပုဂ္ဂံကြောင့်သုံးလုံးသင်တတ်တာပြီသုံးလုံးသင်တတ်အခုအစိုးရပညာကစာမတတ်တဲ့ပုဂ္ဂိုလ်တတ်အောင်ဘယ်လိုသင်တယ်သုံးလုံးဆိုတာအရေးရဲ့ရေးရရဲ့ဖတ်ထားရဲ့တွက်ထားရဲ့အရေးအဖအတွက်နော်အဖရဲ့အရေးရဲ့အတွက်လောကီအားဆုံးအဲ့ဒီလောကီအားဆုံးလုံးဟာပုဂ္ဂိုလ်တိုင်းစာမတတ်တဲ့မရှိရဘူးဆိုပြီးတော့ဆုံးလုံးသင်တတ်ရလို့ပြေးနေမှာလားရေးကြရဖတ်ကြရတွက်ကြရနော်ရေးကြဖတ်ကြတွက်ကြသုံးသင်တတ်တာအခုလည်းဝိပဿနာဉာဏ်ဝိပဿနာစိတ်သုံးလို့သင်တတ်တဲ့ပုဂ္ဂိုလ်ပဲသစ္စာ၄ပါးဟာဖြင့်သုံးလို့သင်တတ်တယ်လို့လည်းတခါတည်းအခုတချို့ကတော့ပြောတာရှိတယ်သိတရားကနောက်တစ်နှစ်နဲ့အနာကထိုင်းဆိုပြလိုက်လို့မနာဘူးငြိမ်ပြီးတော့ဘာမှမသိဘဲနဲ့ငိုက်နေတဲ့ပုဂ္ဂိုလ်ကပိန်ဆောင်လေးသွားတာတော့ဖက်ဖက်ဖက်ဆိုဖြားနေပြီပါသမာဓိရှိသမာဓိမရှိတာကဘာလဲတဲ့ငြိမ်တော့ငြိမ်နေတာပဲလူကြည့်လို့ကောင်းတယ်သမာဓိကတမဲလို့နော်ငြိမ်တော့ငြိမ်နေတာပဲထိုင်းနေဆိုရင်ဖြားဆိုတခါလည်းမရှိဘူးကြည့်တာနာတော့သဲငါမျက်စိမဖွင့်ဘူးဘယ်လိုထိုင်းတိုင်းအနောက်ကြီးဖြစ်တဲ့လက္ခဏာမိလက္ခဏာမိနေတော့ဘယ်လိုလုပ်လို့ဒီလက္ခဏာမိနေမတော်ဘူးတော့ဆိုနေတာဆိုပြောနေနိုင်တော့ပြောတာတခြားခန္ဓာလက္ခဏာမိနေတာတခြားနော်မတော်ဘူးအဲ့ဒါညီဝိပိပြပြီးနေပြီးတော့တချို့ကကြည့်နေတယ်အမေသိတရားကဘယ်လိုလဲတရားကဘာလဲဘုရားကတော့သိစိတ်ရညီကြရလို့ဒီလိုဟောတာဘုရားရှင်ကိုယ်နဲ့ဒီလိုသွားပြီးတော့ဒီမဲ့ရေးကြဖတ်တာတွက်တာကိုပွားပြီးပြေးတာပဲနော်မပြေးဘူးလားရေးကြတွက်တာဖတ်တာအောင်ပြေးရတယ်နော်အဲ့တော့ပုဂ္ဂိုလ်တွေကအခုဟာသုံးလုံးသင်္นานဆိုတဲ့ဥစ္စာကလောကီလို့စာမတတ်တဲ့လူမရှိရဘူးစာအကုန်တတ်ကြတယ်လောကုတ္တရာနေကလည်းသစ္စာမျိုးကတရားတော်များကြီးကိုမရတဲ့လူမရှိရဘူးအကုန်ရအရေးကြီးတာကဘာလဲတဲ့သင်္ဍပေးတဲ့ပုဂ္ဂိုလ်မှာဖြစ်တကားကြီးဟုတ်လို့သင်္ဍပေးတဲ့ပုဂ္ဂိုလ်ပေါ့နော်ကိုလည်းပဲလက်ကြည့်လို့ပြီးရေးတတ်ရဖတ်တတ်ရတွတ်တတ်ရအရေးအတွက်အဖအခုကသူကရှေ့ကပြညာသွားတော့နောက်ကပရမသစ္စာတွေကအရေးအဖအတွက်ကိုလုံးလုံးသင်္ဍကိုနော်အခုပုဂ္ဂိုလ်တွေလုံးလုံးသင်္ဍဆိုတာရှေ့ကပြညာသွားပြီသုံးလုံးသင်္นานဖြစ်နေတဲ့ဥစ္စာသုံးလုံးသိနေတာမသိကြဘူးတဲ့နော်သုံးလုံးသင်္นานဆိုတာအဲ့ဒါဘာလဲတဲ့ပရမတ်ကိုပြောတော့ဘောကိုစိတ်ကြီးပြောတော့မယ်သုံးလုံးသင်္นานကရှေ့ကပြညာပဲနော်အဲ့တော့သုံးလုံးဆိုတာရေးအဖအတွက်သုံးလုံးသင်္นานစာမတတ်တယ်မရှိရဘူးအခုတတ်ရအောင်အကုန်လုံးဖတ်တတ်ရမယ်ရေးတတ်ရသင်္นานစာမတတ်တယ်မရှိရဘူးအခုတတ်ရအောင်အကုန်လုံးဖတ်တတ်ရမယ်ရေးတတ်ရတွက်ကြရအဲ့တော့အခုသူရှေ့ကပြညာကသွားတော့နောက်ကပရမတ်ပြညာလိုက်ရေးကြရဖတ်လက်ဖတ်ကြရတွက်လက်တွက်ကြရနောက်ကြတော့မှအရေးအဖအတွက်ကနောက်ကြမှာသုံးလုံးခဏကျူလို့သုံးလုံးဖြစ်နေလို့နော်ရှေ့ကပြညာကသုံးလုံးဖြစ်ဖို့ပြောပါတယ်ရေးကြဖတ်ကြတွက်ကြရသုံးလုံးဖြစ်ဖို့သုံးလုံးသင်တာသုံးလုံးသိဖို့နောက်ကပရမတ်သစ္စာကသုံးလုံးကျေသွားတော့ပရမတ်သစ္စာကသုံးလုံးကိုကြည့်အောင်လိုက်ရှင်းကပြညာကသုံးလုံးကြည့်တယ်ဝိနာတော်ကသီလရှင်ကသုံးလုံးကြည့်တယ်သေအင်းကသီလရှင်အိုကြီးတွေကသုံးလုံးကြည့်တယ်ကြည့်တဲ့သီလရှင်ကအညို့လောဘတရားသုံးလုံးကြည့်နေတာကအဝါနဲ့အညို့နဲ့နှစ်ခုဟာဖြင့်အဝါကပါလေသုံးလုံးကြည်တာကသမထသုံးလုံးကြည်ညက်သွားတာကဝိပဿနာနော်
ဒီညဘုရားကဘုရားကမုံဆရာတော်ကလည်းသက္ကသန်းကြီးဟောသွားတော့သက္ကသန်းဟောအောင်နော်သူကဟောတာကိုအဲ့တော့အာသုံးလုံးသင်တာအဲ့တော့ဒကာကြီးဥပမာထောင်ပြီးတော့ပြောတာနော်အဝါကတော့ဒကာကြီးတဲ့သမထတဘောရှိတာကိုသူကဘာလဲတဲ့အာသုံးလုံးဘယ်လိုအာသုံးလုံးနဲ့သုံးမျက်စိနာတစ်ခေါက်မှာအာသုံးလုံးကြည့်ရတယ်ဒကာကြီးဘယ်လိုကြည့်လဲတဲ့မပြောက်ဘူးသူကဘယ်လိုကြည့်လဲတဲ့သူကသင်ရှင်းထားတာသင်နှရှင်းထားတဲ့ပုဂ္ဂိုလ်အခုကသင်နှရှင်းထားတော့အာသုံးလုံးဝါရ6ပေါ့6တကားကနေပြီးတော့အာသုံးလုံးပြီးဖို့ဘယ်လိုဒီပုံလဲနော်အဲ့ဒီသီလရှင်ရွှေဘုရားသီလရှင်အဝါပြီးဖို့လဲအင်းကသီလရှင်အာသုံးလုံးခဏကျေသွားနော်အာကျေဖို့အာဒီဖို့နော်အဲ့တော့အာသုံးလုံးကျေနာအာဒီဖို့ကဘာလဲတဲ့ဝါရ6ပေါ့6တကားကနေပြီးတော့သမထဘူးအကျိုးတရားကြည့်ဖို့နော်အကျိုးတရားတွေချုပ်ပြီးတော့အကြောင်းပါချုပ်နေဖို့အကျိုးချုပ်တော့အကြောင်းချုပ်နော်အကျိုးချုပ်တာကဘာလဲတဲ့အကြောင်းချုပ်အကျိုးချုပ်အကြောင်းချုပ်အကျိုးတရားဖြစ်နေတာကသမထအကျိုးတရားချုပ်သွားတာဝိပဿနာအဲ့တော့အဝါသီလရှင်ကအကျိုးတရားဖြစ်အာဟုတ်ဖြစ်အညေသီလရှင်ကအကျိုးချုပ်တော့အကြောင်းမပေါ်တော့ဘူးကအကျိုးဖြစ်တော့အကြောင်းပေါ်အညေကအကျိုးချုပ်တော့အကြောင်းမပေါ်နော်အဲ့တော့အာသုံးသင်္นานဆိုတဲ့ဥစ္စာကဘာလဲအတ္တဒိဋ္ဌိတက်တာရအစွဲနော်စွဲနေတာနော်ဘာလို့စွဲနေလဲတဲ့မြင်လိုက်တဲ့အသင်းပေါ်မှာစွဲကြားလိုက်တဲ့အနာပေါ်မှာစွဲဥပါဒဘူးနားလိုက်တဲ့အနာပေါ်မှာစွဲစားလိုက်တဲ့ရတာပေါ်မှာစွဲကြည့်လိုက်တဲ့အတွေ့ပေါ်မှာစွဲသိလိုက်တဲ့ဓမ္မပေါ်မှာစွဲစွဲနေရင်မိစ္ဆာဘူးအာဟုတ်လို့အဲ့တော့ဘယ်ဟာအာဟုတ်လို့လဲတဲ့အဲ့တော့ကိုယ့်ကိုယ်ကိုအာဟုတ်လို့တည်သလားမတည်သလားဆိုတဲ့ဥစ္စာကိုအခုကအာဟုတ်လို့တည်လို့သင်္นานကြီးပေးနေတယ်နော်မတတ်မရှိရဘူးတဲ့အာဟုတ်လို့ပါလေလူတိုင်းကြားရမယ်တဲ့သာအဲ့တော့မတတ်မရှိရဘူးအာဟုတ်လို့သင်္นานအာတည်လို့ပေးနေပြီတဲ့အဲ့ဒီအာတည်လို့ပေးတာရှေ့ကပညာအာတည်လို့ပေးလို့ရှိရင်နောက်ကပရမသစ္စာကအာကဏကျင်သွားလို့ไม่ว่าเลยเนี่ยရှေ့ကပညာနောက်ကပရမနော်ရှေ့ကသမထနောက်ကဝိပဿနာရှေ့ကအဝိဇ္ဇာနောက်ကဝိဇ္ဇာလောကီရဲ့လောကပြာနထာဏရှိပညာပရမနှစ်ခုနော်အဲ့ဒါတော့ဘောအာသုံးဒီဘုံကဘယ်လိုဒီလဲဝါရ6ပေါက်6ပါးကမြင်ကြားနာတဲ့စာတိသီလရှင်အဝါကြီးကမြင်လိုက်တဲ့အချိန်ခါမှာမြင်လိုက်လို့ရက်ကိုမြင်လိုက်လို့ရှိရင်ကိုယ်သာဟာလှတာကိုမြင်နော်ကိုယ်သာဟာလှတာအဖြစ်မြင်လိုက်တော့ကိုယ်သာဟာကိုမမြင်မဲနဲ့ကျွေးမလားကိုယ်သာဟာမဟုတ်ခဲနဲ့အခုကွဲတဲ့ကျွေးမကန်ရဲ့ကိုယ်သာဟာဖြစ်ပါတော့ဆိုတော့အဲ့ဒီအကျိုးတရားရုပ်ပေါ်ကကျွေးမကန်ပေါ်မှာညာကလောဘဖြစ်နေတယ်နော်အထင်းပေါ်ကနေပြီးတော့ကိုယ်သာဟာဆွဲလာနေတာဟုတ်နော်အဝါအဲ့ဒီတော့မျက်စိပေါက်ကအဆင့်တစ်ခုမြင်လိုက်တဲ့အချိန်ခါမှာသာယာနှိမ့်သက်တဲ့အဆင့်ကိုမြင်လိုက်တဲ့ကြပြိုင်နဲ့ကျဲလောဘရဲ့အတလုံးမှန်ပါဗျာနော်အပြည့်မလားအပြည့်ပါဗျာမချောမလာတဲ့အဆင့်ကိုမြင်လိုက်တော့မမြင်ရင်နဲ့ဒေါသရဲ့အတလုံးမှန်ပါမျက်စိပေါက်ကနှလုံးကျဲပါနော်နှလုံးအဲ့ဒီအချင်းအကျိုးတရားရုပ်ပေါ်မှာခဏမကြင်ချင်းကြောင့်ပညာပရမတ္တမသိဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခာဝေဒနာမသိမသိခြင်းကြောင့်အကျိုးတရားဒုက္ခသစ္စာသင်္ခါရဒုက္ခအကျိုးတရားမှလည်းမသိသမုဒိယသစ္စာအကြောင်းတရားမှလည်းမသိသမုဒိယအကြောင်းဒုက္ခသစ္စာအကျိုးဉာဏ်ရုပ်တစ်ပါးအကြောင်းအကျိုးတစ်ပါးလည်းမသိခြင်းကြောင့်မောဟဘုံဝါခြင်းကြောင့်အကျိုးတရားပေါ်ကနေပြီးတော့အကျိုးသင်္ခါရတရားပေါ်ကနေပြီးတော့သာယာရင်လောဘမသာယာရင်ဒေါသနော်ဒုက္ခဝေဒနာဒုက္ခဝေဒနာအကြောင်းအကျိုးမသိတာမောဟမျက်စိပေါက်ကမြင်လိုက်တိုင်းအကျိုးတရားပေါ်ကနေပြီးတော့လောဘရဲ့အတလုံးဒေါသရဲ့အတလုံးမောဟရဲ့အတလုံးကြီးနေလားအဝါဒီလရှင်ကမျက်စိပေါက်ကအသင်းပေါ်ကနေပြီးသာယာနှိမ့်သက်တဲ့ဆွဲလာမှုရှိခြင်းကြောင့်မျက်စိပေါက်ကနေပြီးတော့
သာယာနေတဲ့မသာယာတာဒေါသသာယာတာမသာယာတာခံစားနေခြင်းကြောင့်မောဟဘုံဝါခြင်းကြောင့်ဒုက္ခသစ္စာမမြင်လို့မောဟဘုံဝါခြင်းကြောင့်မြင်လိုက်တဲ့အကျိုးတရားရုပ်ပေါ်ကလောဘရဲ့အာတလုံးဒေါသရဲ့အာတလုံးမောဟရဲ့အာတလုံးပြီးနေမှာဆိုရဆွေနာဘုံဝါနဲ့ဟိုမှာခရအာဘုံဆွေနာဆိုတာလေးအဲ့တော့ရှေ့ကပြညာကွာနောက်ကပရမသစ္စာလိုက်နော်အာဘုံကျင်နာကိုနော်အဲ့ဒီသီလရှင်အဝါကြီးဟာအာဘုံမျက်စိပေါက်ကနေပြီးအစင်းပေါ်မှာလောဘရဲ့အာဒေါသရဲ့အာမောဟရဲ့အာဘုံတည်နေတာတဲ့ပေါင်းနေဘူးညားတဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ကကြိုက်ရက်တဲ့အသာလေးကိုကြားလိုက်တော့သာယာနှစ်သက်တဲ့အသာအိအကျိုးတရားဝေဒနာဘောကနေပြီးဝေဒနာဝေဒနာမောင်းနေနော်အဲ့ဒီအသာအိအကျိုးတရားရုပ်ပေါ်မှာကြိုက်ရက်တဲ့အသာလေးကြားလိုက်တော့သာယာနှစ်သက်ပြီးတော့အဲ့ဒီအသာအကျိုးတရားဘောကလောဘရဲ့အာလုံးမကြိုက်မနေတဲ့အသာကြားလိုက်တော့မကြခြင်းနဲ့ဒေါသရဲ့အာလုံးအသာအိအကျိုးတရားရုပ်ပေါ်မှာလောဘရဲ့အာဒေါသရဲ့အာဖြစ်တာဘာကြောင့်ဖြစ်တယ်လဲအကြောင်းပြန်ရှာလိုက်တော့ဒုက္ခဝေဒနာဥပ္ပခာဝေဒနာမှမသိဘူးဒုက္ခသစ္စာအမှန်မမြင်ဘူးအကျိုးတရားမှမသိဘူးမသိခြင်းကြောင့်ဘောဘုံမခြင်းကြောင့်အသာနဲ့နားနဲ့ထိမှန်လိုက်တဲ့ချိန်ကအသာအိအကျိုးတရားရုပ်ပေါ်မှာလောဘရဲ့အာဒေါသရဲ့အာမောဟရဲ့အာလုံးဒီမတော်လားအကျိုးတရားပေါ်မှာအာလုံးဒီတယ်နားတော့ကနေပြီးတော့သီလရှင်အဝါဟာအတံဘောကအာလုံးဒီနေတာမဟုတ်ဘူးနှာခေါင်းနဲ့သူကအကုန်လုံးတခါလေအာလုံးသင်ထားလိုက်ပြင်နေတာဓွာရ6ပေါင်6ကစားကနေပြီးအာလုံးဒီအောင်လို့သင်ထားပြီနော်မတတ်မရှိအောင်အာလုံးဒီနှာခေါင်းနဲ့အနက်နဲ့ထိမှန်လိုက်ပြီလေနှာခေါင်းနဲ့အနက်နဲ့ထိမှန်လိုက်တဲ့ချိန်ကအနက်အကျိုးတရားရုပ်ပေါ်ကနေပြီးကြိုက်နေတဲ့တဲ့အနက်လေးနားလိုက်တော့သာယာနေတဲ့လောဘရဲ့အာလုံးမကြိုက်မနေတဲ့အနက်ကိုနားလိုက်တော့မနိုင်နေတဲ့ဒေါသရဲ့အာလုံးဒီလောဘနဲ့ဒေါသပြတာအတ္တညနာမှမသိပဲညညာပရမမကွဲပဲဒုက္ခသစ္စာအမှန်မသိဘူးဒါကြောင့်မို့အနတ်အကျိုးတရားရုပ်ပေါ်မှာကြိုက်နေတဲ့အနတ်လေးနားလိုက်တော့သာယာတဲ့လောဘရဲ့အာလုံးမကြိုက်မနေတဲ့အနတ်ကိုနားလိုက်တော့မနိုင်နေတဲ့ဒေါသရဲ့အာလုံးအာလုံးအဲ့ဒီအနတ်အကျိုးတရားရုပ်ပေါ်ကဒုက္ခသစ္စာဘောကလောဘရဲ့အာဒေါသရဲ့အာဖြစ်တာဘာကြောင့်ဖြစ်တယ်လဲတဲ့အနတ်အကျိုးတရားရုပ်ပေါ်မှာဒုက္ခသစ္စာဝေဒနာမှမသိဘူးပြညာဘယ်မကွဲလို့ရုပ်နဲ့ရုပ်လက္ခဏာနာမ်လက္ခဏာမသိလို့ပြညာဘယ်မကွဲလို့မောဟဘုံမှညင်ကြောင့်လို့အနတ်အကျိုးတရားရုပ်ပေါ်မှာလောဘရဲ့အာတလုံးဒေါသရဲ့အာတလုံးမောဟရဲ့အာတလုံးအာတလုံးပြီးနေပါဒီလားရှင်အဝါကြီးပြီးမနေဘူးလားနှာခေါင်းပေါက်ကတီးနေတာမဟုတ်ဘူးလားလက်ရနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကမှသူပြီးသူပါပဲဒီကြိုက်နေတဲ့အရာလေးစားလိုက်တော့ဒကာကြီးနော်ဘာပြောပြမနေ့ကတည်းကဒကာကြီးပဲကြီးချင်းကလည်းစုပ်ရကလေးခတ်စုပ်ရကလေးခတ်ပြီးတော့လို့တော့ခမောင်းဆရာတော်ကနေပြီးကဲကဲဆရာတော်ကတော့ဆက်ခေါ်တယ်တော့တော့တာသူ့အချိန်ကတော့ဘာလဲဆိုတော့ဥပဒေတော့မှတ်ပြောရဥပဒေကတော့ဘာကြိုက်လဲတဲ့ပဲကြီးချင်းကိုစုပ်ရကလေးခတ်တာတော့ပဲကြီးချင်းနဲ့တို့စရာကောင်းကောင်းနဲ့ငပိလိမ္မာနဲ့အဲ့ဒါတော့ခြိုက်ဘိုးကြိုက်ကိုအကြောင်းခံတာညအဲ့တော့အကြောင်းခံတာဘယ်အကြောင်းခံတယ်လဲလို့ဆိုတော့ဦးစီးကြိုက်နေတဲ့အရာကပဲကြီးချင်းနဲ့စုဖို့အရွက်ကလေးနဲ့ရော့ခတ်တဲ့အချိန်ခါကျတော့တစ်ခါလဲထားနေပြီးတော့စားလို့မင်းလေးကြတကကြီးညာရတာရုပ်ပေါ်မှာရတာရုပ်ပေါ်မှာဦးစီးတော့စားတာမနေ့ကကြိုက်နေတဲ့အရာကလေးပဲကြီးချင်းနဲ့စုဖို့ကလေးနဲ့ရော့ပြီးတော့ဟင်းဂျုံလေးချက်တဲ့ဥစ္စာကြတော့စောနဲ့ကိုတစ်ခါလဲနောက်ပြီးတော့တစ်ခါလဲနေပတ်ပြီးတော့တစ်ခါလဲပေါက်ချလို့စားလို့အရသာရှိတော့တာတဲ့စစ်စစ်တဲ့ကကြီးနော်ရတာရုပ်ကိုဝေဒနာမှမသိဘူးကကြီးဝေဒနာမှမသိဘဲနဲ့စားလိုက်တဲ့ဥစ္စာတော်ကုန်သွားတယ်ကကြီးရတာဤရုပ်ပေါ်မှာဒုက္ခသစ္စာအကျိုးတရားရုပ်မသိဘူးနော်အကြောင်းတရားအကျိုးတရားတစ်ပါးလည်းမသိဘူးဒုက္ခဝေဒနာဥပ္ပခာဝေဒနာလည်းမသိဘူးမသိတော့ရတာနဲ့လျာနဲ့တိမှန်လိုက်တဲ့အချိန်ကကြိုက်နေတဲ့ပဲကြီးဟင်းကိုစားရတော့ဒကာကြီးကြီးလောဘကအာတလုံးဖြစ်ပါလေဗျာခမောင်းတခါတော့ပုဂ္ဂဆရာတော်ကနေပြီးတော့ကြက်သားဟင်း
ကျက်သားဟင်းတွေထက်ကျက်သားထည့်လိုက်တော့ငါးတစ်တွေထည့်လိုက်တော့မစားကြဘူးအဲ့ဒါမစားကြတော့ဒေါသရဲ့အတုံးပြသွားနှလုံးပြသွားရတာရုပ်ပေါ်မှာလောဘကဒေါသရဲ့အလုံးပြသွားတာအဲ့ဒီလောဘဒေါသရတာအကျိုးတရားရုပ်ပေါ်မှာလောဘနဲ့ဒေါသဖြစ်တာဘာကြောင့်ဖြစ်တယ်လဲဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာဝေဒနာမှမသိလို့ပညာပရပုမကွဲလို့ညာဣအာယုကဖြစ်နေတဲ့ဥပါဒာစိတ်တွေဖြစ်နေတာမသိလို့မောဟဘဝညင်းကြောင့်ရတာဣအကျိုးတရားရုပ်ပေါ်မှာလောဘရဲ့အတလုံးဒေါသရဲ့အတလုံးမောဟရဲ့အတလုံးအတလုံးကြီးနေပါခမောင်ဆရာတော်တရားပြောအောင်ပါခမောင်ဆရာတော်ကသူကြိုက်တဲ့သာတဲ့ဥစ္စာလေးပြောအောင်ပါခမောင်ဆရာတော်ငါကောသူကြိုက်တဲ့ဥစ္စာဥပ္ပရှိကြတော့ဒီမှာသူမကြိုက်တဲ့ဥစ္စာကြတော့ဥပ္ပစိကိုပဲပြင်းကြတော့ဆရာတော်သားကောင်းတယ်ဆိုပြီးတွန်းလိုက်တယ်ကွာသူကကြိုက်တဲ့ငါကောင်းကြတော့သူအလက်တော့သွားတယ်အလက်တော့သွားတယ်အလက်တော့သွားတယ်အဲ့တော့သူကခေါင်းကြိုက်တာခေါင်းကြိုက်တဲ့အချိန်ကကျတော့ခမောင်ဆရာတော်ဟာသူကြိုက်တဲ့ငါကောင်းကြတော့ရတာဤအကျိုးတရားရုပ်ပေါ်ကနေပြီးတော့သူကြိုက်တဲ့ဥစ္စာကြတော့သာယာနှိမ့်တဲ့လောဘရဲ့အားလုံးမကြိုက်မနေတဲ့ပဲဟင်ကြတော့ပဲဟင်ပေါ်နေဒေါလိုက်အားလုံးနော်ပဲဟင်ကြတော့ကြိုက်တယ်အဲ့တော့မကြိုက်မနေတဲ့ဟင်ကြတော့သူမစားခြင်းတော့ပဲဟင်ကြတော့ကောင်းတယ်ဆိုပြီးတော့တောချိုက်တယ်သူမစားဘူးမကြည့်ခြင်းဘူးဒါတော့ဒေါလိုက်အားလုံးအဲ့ဒီရတာဤအကျိုးတရားရုပ်ပေါ်မှာလောဘရဲ့အားလုံးဒေါသရဲ့အားလုံးဖြစ်တာဘာကြောင့်လဲဒုက္ခဝေဒနာဥပ္ပခဝေဒနာအကျိုးတရားဒုက္ခသစ္စာမှမသိလို့ပညာပရမမကွဲခြင်းကြောင့်မောဟဖုံးလွှမ်းခြင်းကြောင့်ရတာအကျိုးတရားရုပ်ပေါ်ကခမောင်ဆရာတော်ကအဘုံလုံးတည်တာကငါးဘောပေါ်ကလောဘဒေါသမောဟအဘုံလုံးတည်မှန်ပါဗျာအဘုံပါဗျာပဲကိုယ်တော်ကပဲဘောကလောဘကေဒေါသရဲ့မောဟရဲ့အဘုံတည်မှန်ပါဗျာအတော်တစ်ပါးအတော့ပြောတာအတော်တစ်ပါးတော့သူ့အာထုံးဖြစ်နေရင်ကိုယ်လည်းအာထုံးဖြစ်ရပါကိုယ်ကတော့အာထုံးမဖြစ်ဘူးသူ့ကအာထုံးဖြစ်တယ်ဆိုတော့တက်သွားရင်သူရိုင်းမှာအဲ့ဒါကြောက်ပါဘူးကိုကတော့အာထုံးမဖြစ်ဘူးသူလည်းစားတာပဲကိုယ်လည်းစားတာပဲသူပြောပါအဲ့တော့သူအာထုံးဖြစ်ကိုယ်လည်းအာထုံးလုပ်ပဲရောဖြစ်လိုက်တယ်ဖြစ်လိုက်ပြီလေအဲ့တော့ဖြစ်တာကတော့ကိုကတော့မျက်မြင်ကိုယ်တွေသူတွေ့တယ်သူကြတော့ကိုမမြင်ဘူးသူများပြောတာကြပြောရတာသူကြတော့ဘယ်လိုသွားစားလိုက်မှမသိဘူးအဲ့တော့ရတာရုပ်နဲ့တရားရုပ်နဲ့ထိမှန်လိုက်တဲ့အချိန်ကသီလရှင်အဝါကြီးဟာတခါကြီးစားလိုက်တဲ့ရတာအကျိုးတရားရုပ်ပေါ်မှာကြိုက်နေတဲ့အရာကစားလိုက်တော့သာယာနှိမ့်တဲ့လောဘနဲ့အာတလုံးမကြိုက်မနှိမ့်တဲ့အရာကစားတော့မစားခြင်းနဲ့ဒေါသအာတလုံးအဲ့ဒီရတာအကျိုးတရားရုပ်ပေါ်မှာလောဘနဲ့ဒေါသဖြစ်တာဘာကြောင့်ဖြစ်တယ်လဲအကြောင်းပြန်ချလိုက်ပြီဆိုရင်အတိတ်ကအကြောင်းပြစ္ဆုတ်ပါသင်္ခါရဒုက္ခအကျိုးတရားမှာရုပ်နေတာမသိလို့သစ္စာလေးပါမမြင်လို့မောဟဘဝညင်းကြောင့်လို့ဒကာကြီးရတာအကျိုးတရားရုပ်ပေါ်မှာလောဘရဲ့အာတလုံးဒေါသရဲ့အာတလုံးမောဟရဲ့အာတလုံးအာတလုံးကြီးနေပါအခုလည်းအာတလုံးသင်သားတွေပြနေမို့လားနော်အာတလုံးသင်သားတွေရတာရုပ်ပေါ်မှာအာတလုံးဖြစ်နေပြီလေလေယာဘောကစားကြိုက်မှာပြစ္ဆုတ်ပါစားကြိုက်မှာပြင်းနေလာတယ်မဟုတ်သေးဘူးကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်ပြီတခါကြီးကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ခါကျတော့တခါကြီးခန္ဓာရဲ့ဓာတ်ကြီးလေးပါပေါ်လာပြီတခါကြီးဓာတ်ကြီးလေးပါပေါ်လာတဲ့အချိန်ခါကျတော့တခါကြီးသီလရှင်အဝါဟာဓာတ်ကြီးလေးပါပေါ်လာပြီပေါ်လာတဲ့အချိန်ခါကျတော့တခါကြီးဘယ်လိုဖြစ်လဲဆိုတော့ထိုင်းနေတဲ့အချိန်ကမှအောက်ကအမှားနဲ့ကိုယ်နဲ့တွေ့လိုက်တဲ့အချိန်ကဒုက္ခဝေဒနာတွေဝေဒနာခန္ဓာတွေပေါ်လာပြီတခါကြီးဝေဒနာခန္ဓာပေါ်လာတဲ့အချိန်ခါကျတော့တင်းနာတွေကြောက်နာတွေဘုရားဆရာတော်ပရိက္ခာလုပ်ထားတယ်မဟုတ်လားကြောက်နာလေးကလည်းပတ်ကနေပေါ်တင်းနာလေးကလည်းပတ်ကနေပေါ်ကြက်ထာလေးကလည်းပတ်ကနေပေါ်ကြက်ထာလေးကလည်းပတ်ကနေပေါ်ရေကြတာကလည်းပတ်ကနေပေါ်ဘုရားလေးကလည်းပတ်ကနေပေါ်အေးဓာလေးကလည်းပတ်ကနေပေါ်လူဓာလေးကလည်းပတ်ကနေပေါ်ငိညာလေးကလည်းပတ်ကနေပေါ်ပတ်ကနေပေါ်လာကသူကဆိုတာတယ်သူကမဆိုတာဘူးဘယ်လိုဆိုတာလဲအဲ့ဒီလိုပေါ်လာတဲ့အချိန်ခါကျတော့ဒကာကြီးရဲ့နော်ဟိုနဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကပွက်ခနဲ့ပေါ်လာတဲ့သဘောတရားကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဒကာကြီးရဲ့ထိုင်းနေတဲ့အချိန်ကတော့နားလိုက်တာကြိုက်လိုက်တာညှောင်းလိုက်တာမခံနိုင်ဘူးဆိုပြင်ပလိုက်ရောသာယာကခံစားလိုက်ပြီခင်ဗျာနော်ဒီဟာကျတော့ပွက်ခနဲ့ပေါ်တဲ့ဟာကျတော့မခံစားချင်ဘူးတော့လား
ပြေပလိုက်တော့သက်လာတာသာယာတာနှိမ့်သက်တဲ့ဥစ္စာလေးကိုကြတော့သာယာတဲ့လောဘသာယာတာလောဘမသာယာတာဒေါသဖြစ်ပြီလားဖြစ်ပါဘူးဗျာဒီနဲ့အတွင်းနဲ့ဒီမှာလိုက်သာယာတာနဲ့မသာယာတာလောဘနဲ့ဒေါသဖြစ်နေပြီဖြစ်ပါဘူးဗျာလောဘရဲ့အာထုဒေါသရဲ့အာထုမဖြစ်ဘူးလားဖြစ်ပါဘူးဗျာအဲ့ဒီကိုယ်နဲ့အတွင်းနဲ့ဒီမှာလိုက်တဲ့အချိန်ကလောဘရဲ့အာထုနဲ့ဒေါသရဲ့အာထုနဲ့ဖြစ်တာဘာကြောင့်ဖြစ်တယ်လဲပြည့်စုံပါသတ်တာကလေးဝိညာဉ်ဝိညာဉ်မှမသိလို့ပြည့်ညပရမမမတွဲလို့အတိတ်ကအကြောင်းပြည့်စုံပါအကျိုးသေခါရခန္ဓာ၅ပါးဒုက္ခသစ္စာမမြင်လို့မမြင်ခြင်းကြောင့်မောဟဘုံဝဉ္ဇဉ်ကြောင့်ကိုယ်နဲ့အတွေ့နဲ့ဒီမှလိုက်တဲ့ကအတွေ့အကျိုးတရားရုပ်ပေါ်မှာလောဘရဲ့အာထုဒေါသရဲ့အာထုမောဟရဲ့အာထုသီလရှင်ဩဝါအာထုတည်ပါရဲ့မှန်ပါဗျာမသိဘူးလားအာထုတည်ပါရဲ့မှန်ပါဗျာမသိဘူးလားသိပါရဲ့ဗျာဟိုနဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအာထုတည်နေတာတဘောင်းသေးဘူးမှန်ပါမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဓမ္မအကျိုးတရားရုပ်ပေါ်ကနေပြီးကြိုက်နဲ့ဆက်တဲ့အတိလေးသိလိုက်ပြီးဓမ္မဟောတာကောင်းတာလေးသိလိုက်တော့သာယာနှိမ့်သက်တဲ့လောဘကအာထုမကြိုက်မနစ်သက်တာပေါ်လာပြီဆိုတော့မနှောတွာရဟာဓမ္မရုပ်ပေါ်လာပြီမကြိုက်မနစ်သက်ဓမ္မပေါ်လာတဲ့အချိန်ကကျတော့မကြမသိခြင်းနဲ့ဒေါသရဲ့အာထုအဲ့ဒီသာယာတာမသာယာတာလောဘကအာဒေါသရဲ့အာဖြစ်တာဘာကြောင့်ဖြစ်တယ်လဲဒုက္ခဝေဒနာလည်းမသိဒုက္ခဝေဒနာမှလည်းမသိဥပ္ပခာဝေဒနာမှလည်းမသိညာဣအကြောင်းကြောင့်မလို့အကျိုးတရားသင်္ခါရဒုက္ခသစ္စာလည်းမမြင်မောဟဘုံဝဉ္ဇဉ်ကြောင့်ဓမ္မဣအကျိုးတရားရုပ်ပေါ်မှာလောဘကအာထုဒေါသရဲ့အာထုမောဟရဲ့အာထုဒီပါရဲ့အဝါကြီးလေအခုအာထုသင်္နာဆိုတာရှိပညာနော်အရေးအဖအတွက်နော်အရေးအဖအတွက်ဆိုတာအာထုသင်္နာမသိတဲ့လူမတတ်တဲ့လူမရှိရဘူးတဲ့နော်အကုန်လုံးတတ်နေကြပြီမဟုတ်လားအာထုသင်္နာဘယ်လိုသင်္နာလဲမြင်သမျှပုဂ္ဂိုလ်ခလေးကစားလို့အာထုသင်္နာဆိုတာအာထုဒီဘယ်လိုဖြစ်လို့ပြီးလိုက်မြေဒီကခလေးကလည်းမြင်ကြိုက်တဲ့အချိန်ကမှမြစ်သက်ပြီးသားရတဲ့လောဘကအာမကြိုက်မနဲ့တဲ့ခလေးကြတော့မလို့ခြင်းဘူးဒေါသအဲ့ဒီလောဘနဲ့ဒေါသဖြစ်နေတာဘာကြောင့်ဖြစ်တယ်လဲဒုက္ခသစ္စာအကျိုးတရားမှမသိတော့မောဟဘုံဝဉ္ဇဉ်ကြောင့်ခလေးရတယ်မြင်လိုက်တဲ့အပြိုင်တဲ့လောဘကဒေါသရဲ့မောဟရဲ့အာဟုံလုံးဓမ္မကြီးဒီကကြီးတွေကလည်းမြင်လိုက်တဲ့အပြိုင်တဲ့အကျိုးတရားအချင်းချင်းပေါ်ကလောဘဒေါသမောဟအာဟုံလုံးခလေးကလည်းအာဟုံလုံးဓမ္မကြီးဒီကကြီးတွေကလည်းအာဟုံလုံးနားနဲ့အသာနဲ့ကြားလိုက်ကြတဲ့ခလေးတွေကတကားကြီးကမနကဟိုခလေးလေးဦးစင်းနဲ့ပါလာတယ်ဟိုနှောင်းဆရာကြီးနဲ့ပါလာတယ်ခလေးလေးတယောက်ရှင်ပြားကဘာလို့သွားကြည့်နေလဲအစင်းနဲ့ကြည့်နေတယ်အသာလေးလည်းကောင်းနေတယ်သွားကြည့်နေတယ်ဆိုပြောတာခလေးကလည်းအာလုံးလုံးပဲအဲ့တော့ခလေးကအာလုံးဖြစ်သေးလားတဲ့ဒကမာကြီးဒကာကြီးနဲ့အာလုံးလုံးမဖြစ်လိုက်အာလုံးသင်္นานဆိုတာမတတ်တဲ့လူမရှိရဘူးမတတ်တာဘာမတတ်တာလဲတဲ့မျက်စိနဲ့မြင်လိုက်ရင်လောဘမတတ်တာမရှိရဘူးလောဘပြဒေါသဖြစ်တာမရှိရဘူးဒေါသပြမောဟဘုံဝါနာမရှိရဘူးမောဟဘုံနာအဲ့ဒီတော့အာလုံးသင်္นานဆိုတဲ့ဥစ္စာဘာလဲတဲ့မျက်စိကနေပြီးလောဘရဲ့ဒေါသရဲ့မောဟရဲ့လူတိုင်းဖြစ်နေတဲ့အာလုံးနော်မတတ်မရှိရဘူးနော်မတတ်မရှိရဘူးအဲ့ဒီတော့လောဘဒေါသမောဟအာထုံးအသင်းပေါ်လာရင်လောဘဒေါသမောဟအာထုံးမတတ်မရှိရဘူးခလေးနဲ့တတ်ရလူကြီးနဲ့တတ်ရဒီလောကတော့အကုန်တတ်ရအကုန်တတ်ရနားနဲ့အသာနဲ့ကြားလိုက်တာအသာအိအကျိုးတရားရုပ်ပေါ်မှာလောဘဒေါသမောဟအာထုံးအာထုံးဒီမင်းကနှာခေါင်းနဲ့အနတ်နဲ့ထိမှန်လိုက်တဲ့အချိန်ကခလေးရတယ်ပဲအနတ်နဲ့နှာခေါင်းနဲ့ထိမှန်လိုက်တဲ့ကလောဘဒေါသမောဟအာထုံးလူကြီးတွေကလည်းအာထုံးဘယ်ရနဲ့ရလာနဲ့စားလိုက်တဲ့အချိန်ကခလေးကလည်းပဲလောဘဒေါသမောဟအာထုံးနော်အဲ့တော့ခလေးဖြစ်တယ်ဆိုတော့ဥပဒေကိုပါလာတယ်ဟိုဘုံချုပ်ကူမာလေးနော်မခင်သားရဲ့ဒီလေးသူကမနဲ့တိုင်ဆိုလို့ရာဟုမျိုးဆိုကောင်းချင်းပေါ့စားဖြစ်နေတာမစားဘူးသူကကြိုက်တဲ့တဲ့ဟိုကောင်းချင်းနဲ့ကြိုက်တယ်လောဘကအာထုံးဖြစ်နေတာမစားတင်တာဒေါသရဲ့အာထုံးအဲ့ဒီရလာအကျိုးကြရုပ်ပေါ်မှာလောဘကဒေါသရဲ့အာထုံးဖြစ်တာဘာကြောင့်လဲတဲ့ဝေဒနာမှမသိလို့မနည်းရလေမောဟဘုံဝါလို့ရတာအကျိုးတရားရုပ်ပေါ်မှာလောဘကဒေါသရဲ့မောဟရဲ့အာထုံးတည်စားလိုက်ဘုံနဲ့အတွေ့နဲ့ထိမှလိုက်တဲ့ကသူသိသူပါပဲအတွေ့အကျိုးတရားရုပ်ပေါ်ကနေပြီးတော့ကြိုက်နေတဲ့ညဉ့်ညာတော့အတွေ့ရိပ်ခွက်တဲ့ကသာယာတစ်တဲ့လောဘကအာထုံးအစ္ဆတသဏ္ဍာန်ကတက်ကြီးလေးပါပေါ်လာတဲ့အချိန်ကကျတော့မခံစားနိုင်ဘူးလားနော်မခံစားနိုင်တင်နာတွေကြောင့်ခံစားကြည့်တောင်းတာတွေမခံစားသဘောတရားတွေ
တင်နာမခံစားခြင်းတောင်းနာမခံစားခြင်းထုံနာမခံစားခြင်းအောက်နာမခံစားခြင်းကြိုက်တာဘုရားဒုက္ခသစ္စာအကျိုးတရားနော်အဲ့ဒါလေးကျတော့မခံစားခြင်းဘူးနော်မခံစားခြင်းတော့ဒေါသရဲ့အာတလုံးမြုံညာတော့အတွေ့အကြုံတွေ့လိုက်တော့ခဏခဏတွေ့ခြင်းနဲ့လောဘရဲ့အာတလုံးအဲ့ဒီအတွေ့အကျိုးတရားရုပ်ပေါ်လာလောဘရဲ့အာတလုံးဒေါသရဲ့အာတလုံးဖြစ်တာဘာကြောင့်ဖြစ်တယ်ဒုက္ခဝေဒနာလည်းမသိဒုက္ခဝေဒနာမှလည်းမသိဥပ္ပခာဝေဒနာမှလည်းမသိအတိတ်ကဒါနသီလအကြောင်းတရားကြောင့်ခန္ဓာ၅ပါးအကျိုးတရားဒုက္ခသစ္စာမှလည်းမသိပညာပရမလည်းမကွဲအကြောင်းတရားအကျိုးတရားမှလည်းမသိမောဟဘုံဝါဉာဏ်ကြောင့်အကျိုးတရားရုပ်ပေါ်မှာလောဘရဲ့အဒေါသရဲ့အမောဟရဲ့အတော့မသိဘူးလားမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အခါသူပြီးသူသွားကျိုင်းနေတဲ့အသီးလေးပြီးလိုက်တော့မာယာနေတဲ့လောဘရဲ့အာမကျိုင်းနေတဲ့အသီးပြီးလိုက်ပြီးဆိုမသိခြင်းနဲ့ဒေါသရဲ့အာအဲဒီလောဘရဲ့ဒေါသရဲ့ဖြစ်တာဘာကြောင့်ဖြစ်တယ်လဲအတိတ်ကအကြောင်းဒါနသီလပမထအကြောင်းတရားကြောင့်အကျိုးခန္ဓာ၅ပါးဒုက္ခသစ္စာကြီးအကျိုးတရားမှမသိဒါနသီလပမထအကြောင်းခန္ဓာ၅ပါးဒုက္ခသစ္စာလူခန္ဓာအကျိုးတရားသင်္ခါရဒုက္ခအကျိုးတရားအကြောင်းဘုံနှစ်ပါးမသိလို့မောဟဘုံမှာခြင်းကြောင့်ဓမ္မအကျိုးတရားရုပ်ဘောမှာလောဘကဲဒေါသလုံးမေဟရဲ့အာတလုံးအာလုံးတည်မလို့လားရှေ့ကပြညာသွားရင်တော့ပရမသစ္စာရှေ့ကရွှေဘုရားသီလရှင်အာကြီးကမျက်စိနဲ့မြင်လိုက်တယ်တဲ့မျက်စိနဲ့မြင်လိုက်ကြပြိုင်နေတဲ့လောဘကဲအာဒေါသရဲ့အာမောဟရဲ့အာလုံးနားနဲ့အသာနဲ့ကြားလိုက်ကအသာအကျိုးတရားရုပ်ပေါ်မှာလောဘမောဟအာလုံးနှာခေါင်းနဲ့အနတ်နဲ့ထိမှန်လိုက်တဲ့အချိန်ကအနတ်အကျိုးတရားရုပ်ပေါ်မှာလောဘဒေါသမောဟအာလုံးနေရာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာဤအကျိုးတရားရုပ်ပေါ်ကလောဘဒေါသမောဟအာလုံးဒီဟာသင်တတ်တယ်ညီလူညီမြရမနေဘူးလားအကုန်တတ်မနေဘူးမတတ်တဲ့ပုဂ္ဂိုလ်များရှိသလားအားလုံးလေမျက်စိကမြင်လိုက်ရင်တော့ပါကိုမကြိုက်မနေတဲ့ဘယ်လိုဖြစ်ဘူးဟဲ့လားအဲ့ဒီလောဘနဲ့ဒေါသဖြစ်တာပါလဲတဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာမသိလို့သစ္စာလေးကမမြင်လို့ဘောကဘုရားကြီးတော့အားလုံးသိမနေဘူးလားရွှေဘုရားသီလရှင်ကဒွါရ6ပေါက်6ကားကနေပြီးတော့အသင်းဘောကအားလုံးအထာဘောကအားလုံးအနတ်ဘောကအားလုံးရတာဘောကအားလုံးအတွေ့ဘောကအားလုံးဓမ္မဘောကအားလုံးသိနေတယ်ရွှေဘုရားသီလရှင်ဟိုကသမထကိုအားလုံးသိတဲ့သမထအဲ့ဒီသမထဟိုကဏကျေအောင်ချက်ပွားအောင်ချက်ပြရမှာဝိပါဒနဲ့အဝါကသမထအားလုံးသိနေတယ်ဘာအားလုံးသိတယ်တဲ့လောဘဒေါသဘောကပြည့်ဖို့မသွားဘူးသိကြီးတယ်ဟုတ်လားအဲ့ဒီကြီးတာပါလေတဲ့သမထဘာသမထလဲတဲ့အဝိဇ္ဇာသမထလောဘဒေါသဘောကဖြစ်နေတဲ့အဝိဇ္ဇာရဲ့သမထဝိဇ္ဇာသမထအဝိဇ္ဇာသမထအဝိဇ္ဇာသမထကဘာလဲတဲ့ယာကဒေါသဘောကအာထုံးပြီးတယ်ဝိဇ္ဇာသမထကလောဘဒေါသမောဟအာထုံးလုံးကြည့်တယ်အာထုံးလုံးကြည့်နေတာကအဝါဒီလားရှင်အာထုံးလုံးကြည့်တာကအမဲဒီလားရှင်ဒီလားရှင်ချင်းလည်းမတူဘူးနော်မတူဘူးအဲ့ဒီတော့တရားကြီးအခုကအာထုံးလုံးတင်တာအာထုံးလုံးကြည့်လို့ပြောပြီးပြီလူတိုင်းခလေးလူကြီးအာထုံးလုံးကြည့်တော့ရှိတာအားလုံးသင်တန်းရလို့လိုက်ပြီးနေတယ်ပေါ့လားမတတ်မရှိရဘူးတော့မတတ်တဲ့ပုဂ္ဂိုလ်များလောကမှာပဲရှိမလားတကယ်ကြီးမျက်စိကလည်းသာယာတဲ့တဲ့ဒေါသမသာယာတာဒေါသလောဘနဲ့ဒေါသမောဟဘောမှာကြီးကြောင့်ဒီလောဘဒေါသဖြစ်ရမျက်စိကနေပြီးတော့ခလေးလူကြီးလူငယ်လူကအဖိုးကြီးအမေကြီးကမှစ၍ဒွါရ6ပေါက်6ကားကနေပြီးတော့အားလုံးသင်တန်းကဘာလဲတဲ့မသိတဲ့ဟာမရှိရဘူးတဲ့မျက်စိပေါက်ကနေပြီးမသိတဲ့တရားတွေကိုမရှိရဘူးဆိုတာလောဘမသိတယ်ဒေါသပြီးတယ်မောဟပြီးတယ်အဲ့တော့ခလေးကြီးကိုသိရအကောင်းကြည့်ချင်းမနေဘူးလားသမထယောဂီသမထနော်အားလုံးပြီးနေတယ်ကဲအားလုံးကဏ္ဍကြည့်ပြီးအားလုံးချုပ်ကြတယ်အဝါသီလရှင်ကအသင်းပေါ်မှာသိတယ်အာသုံးလုံးအသံပေါ်မှာသိတယ်အာသုံးလုံးအနတ်ပေါ်မှာသိတယ်အာသုံးလုံးရတာပေါ်မှာသိတယ်အာသုံးလုံးအတွေ့ပေါ်မှာသိတယ်အာသုံးလုံးဓမ္မပေါ်မှာသိတယ်အာသုံးလုံးအဝါရအာသုံးလုံးသိတယ်နော်မျက်စိကအာ
အာသုံးလုံးဆိုတာလောဘဒေါသမောဟအာသုံးလုံးအပယ်လေးမှကြာရောက်မယ်အာသုံးလုံးမှနော်အခုကပြစ္ဆုတ်ပါအကြောင်းကပေါ်နေတာပါလေတဲ့အာသုံးလုံးဒီလို့လောဘရဲ့အစိတ်ဒေါသရဲ့အစိတ်မောဟရဲ့အစိတ်လောဘရဲ့အစိတ်ကပိဋကဒေါသရဲ့အစိတ်ကနေရမောဟရဲ့အစိတ်ကတိဋ္ဌာအဲ့ဒီတော့ပုဂ္ဂိုလ်တိုင်းကတိနဲ့ဆိုလူတယောက်ပါမဖြစ်ဘူးဆိုပြီးတော့အာသုံးလုံးပြီးနေလို့မျက်စိဘက်ကလည်းလောဘဒေါသမောဟအာသုံးလုံးနားဘက်ကလည်းလောဘဒေါသမောဟအာသုံးလုံးနှာခေါင်းဘက်ကလည်းလောဘဒေါသမောဟအာသုံးလုံးလျှာဘက်ကလည်းလောဘဒေါသမောဟအာသုံးလုံးအဲ့ဒီအာသုံးလုံးသင်္นานဆိုတာမတတ်တဲ့လူမရှိရဘူးအကုန်တတ်ရကဲမတတ်တဲ့ပုဂ္ဂိုလ်ရှိသေးလားတဲ့လောကမှာမြင်လိုက်လို့သာရတယ်မသာရတယ်ဆိုတာမရှိရဘူးအကုန်မြင်လိုက်ရင်သာရတယ်ကိုယ်မကြိုက်နေတာမသာရဘူးအသိမရှိရဘူးနော်အဲ့တော့အခုအရေးအဖအတွက်တဲ့စာမတတ်တဲ့ပုဂ္ဂိုလ်တွေစာတတ်အောင်နဲ့အကုန်သင်ပေးမယ်တဲ့နော်မတတ်တဲ့လူမရှိရဘူးဆိုတော့ရှေ့ကပြညတ်ကမတတ်စာမတတ်တဲ့ပုဂ္ဂိုလ်မရှိရဘူးတဲ့နော်အဲ့တော့မတတ်တဲ့ပုဂ္ဂိုလ်နဲ့မရှိရတာမှန်ပြီလေဘာမှမနဲ့မျက်စိတကနားတကတစ်ခေါက်တစ်ခါပါးတကပေါ်တကဘောတကဒွါရ6ပေါက်6ကားကနေပြီးတော့ခလေးကလည်းလောဘဒေါသမောဟလူကြီးလူငယ်အရွယ်ရွယ်အပေါင်းကလည်းမြင်လိုက်တယ်ကြိုင်တဲ့လောဘဒေါသမောဟနော်မတတ်မရှိရဘူးအာဟုတ်တင်သင်တာရနေဘူးလားဟုတ်ပါဘူးဗျာအဲ့ဒီအာဟုတ်တင်သင်တာရတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့ဒကာကြီးအတ္တဒိဋ္ဌိသက္ကာယအစွဲပြီးပြီနော်ဒိဋ္ဌိကြီးဖြစ်မနေဘူးလားအတ္တဒိဋ္ဌိပြဉ္ညာကအာဟုတ်လို့ဘူးနော်တီးနေတာမသိဘူးမတတ်မရှိရဘူးတဲ့အခုလည်းတတ်နေကြပြီကလေးတွေလည်းသင်တန်းတွေပြင်ပြီးတော့တတ်ကုန်ပြီလူကြီးတွေလည်းတတ်ကုန်ပြီဓမ္မကြီးတွေတတ်ကုန်ပြီအာဟုတ်တင်တန်းဆိုတော့အာဟုတ်ပြီးပါပြီနော်အဲ့တော့သီလရှင်အဝါကြီးကအာဟုတ်ပြီးပါပြီပြီးပါတယ်သမထလို့နော်သူကအစ်စ်တွဲနေတာကိုဒါကြောင့်အာဟုတ်ပြီးရတယ်ပကံခွဲတောင်မှလည်းပြီးပါလားလို့အခုကွဲတဲ့ဂျူပကံရဲ့ကိုယ်သားဟာဖြစ်ပါတော့ရောင်းတာကြည့်တော့နဲ့ထင်တာကြတယ်ရောင်းနေကြတယ်ဘယ်နဲ့လည်းရောင်းကြတာအမောအတန်ကောင်းတယ်နော်ဦးစင်းတောင်မှဒီမဲ့တခါသူ့အတန်လေးဟဲလိုက်တော့ဦးစင်းတောင်ပြုံးနေတာကားလေးကသူ့ကိုငါဟဲလိုက်ရရင်ကောင်းမလားအဲ့တော့ကျွမ်းရတယ်ရောင်းလာတာအဲ့တော့သူ့တော့သီလရှင်ရောင်းတာမပြောနဲ့ဦးစင်းတို့တော့ရောင်းနေတယ်နော်အဲ့တော့သီလရှင်ရောင်းတာအပထားပေါ့ဦးစင်းတို့ဘုန်းကြီးတောင်ကရောင်းနေနေတာနော်အဲ့တော့သီလရှင်ရောင်းတာဘာကိစ္စလဲသီလရှင်နဲ့ဆွဲလာမှာပေါ့အသင်းကိုအဲ့တော့မြင်လိုက်တဲ့ပုံမှာသီလရှင်ကလည်းပဲကိုတက္ကမကြီးဟင်းချိုတောက်တာတောင်မှတကယ်ကိုသဟာနဲ့အတူတွဲတောက်လာလို့ရှိလို့ချင်းအမတန်ကောင်းပါပဲဆွဲလာနေသေးတာပဲအဲ့တော့ကိုသာတင်ကပကံပေါက်ခံရတာကြည့်လေပကံနဲ့ပေါက်တာကြည့်ပကံပေါက်ပြီးတော့ပကံတစ်ခုမှပြီးတော့ခွတ်ပြီးကွဲပြီးတော့သီလရှင်ကဒီကံဖော်ကွဲအစလေးဖွာကြတာတော့သီလရှင်ရောက်လိုက်တာအမလေးအခုကွဲတဲ့ဒီကံကိုသာဟာဖြစ်ပါတော့လို့ရောင်းနေတာပဲနော်အဲ့တော့မျက်ရှင်ကရောင်းအောင်မပြောတော့ဘူးနော်အခုကွဲတဲ့ဒီကံရဲ့ကိုသာဟာဖြစ်ပါတော့ဆိုလို့ရှိရင်တော့အဲ့ဒါအရေးကြီးပါတယ်နော်အဲ့ဒီတော့သမထတကူဆိုတဲ့ဥစ္စာကတော့အနံ့ဆွဲလာတယ်သာယာတာနော်အဲ့ဒီတော့သာယာတာကအာဘလုံးမသာယာတာကအာဘလုံးချုပ်သီလရှင်အဝါကအာဘလုံးပြီးဖို့ကဲအညိုသီလရှင်ကအာဘလုံးကဏကျေးဖို့ဝိပဿနာတရားကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဟာဒါကြောင့်လည်းကျင့်ညာအထုတ်ကြပါလို့အသိပေးပါတယ်ဒါတိုင်းတော့မတွန်းတော့ပါဘူးသိလည်းသိပါအဲ့တော့ဒီမတော်တော့ပါဘူးထိုင်ခြင်းမှလည်းထိုင်မှမထိုင်ခြင်းလည်းနေပါကိုယ်လုံးမဟုတ်ဘဲနဲ့ပဲကိုယ်အဲ့တော့အတိအားပေးနေတဲ့ဥစ္စာကောင်းဖို့ပြီးတာပါမကောင်းတာလည်းမပြီးပါဘူးနော်အဲ့တော့ထိုင်ဖို့လည်းဥစဉ်ကခဏထိုင်မလားလို့ထိုင်တယ်မထိုင်ပါဘူးမထိုင်တော့လည်းအားမပြီးပါဘူးအဲ့တော့ထိုင်ခြင်းမှလည်းထိုင်ပါအဲ့တော့အာဟုံးလုံးသင်္นานဆိုတာငါတို့ဓွာရ6ပေါက်6တရားကနေပြီးတော့အာဟုံးလုံးဘယ်လိုဖြစ်နေလဲတီးနေသလားနားပေါက်ကအာဟုံးလုံးတီးသလားနှာခေါင်းပေါက်ကအာဟုံးလုံးတီးသလားလျှာပေါက်ကအာဟုံးလုံးတီးသလားကိုယ်ပေါက်ကအာဟုံးလုံးတီးသလားမနှောပေါက်ကအာဟုံးလုံးတီးသလားရှင်ဘုရားသီလရှင်အဝါကြီးကိုအာဟုံးလုံးကတီးနေသလားသုံးပါးကဒါရကဒါကြောင့်အကြီးအစီဝေးပါလေနော်အာဟုံးလုံးတီးနေလို့ရှိရင်မျက်စိပြောင်းရအာဟုံးလုံးကဏကြည်ကောင်းလုပ်ကြအာဟုံးလုံးတီးတဲ့ဥစ္စာကိုအာဟုံးလုံးကျေတဲ့တရားတွေပေါ်လာပါပြီလို့ဘာကြောင့်လဲတဲ့ဒကာကြီးအာဟုံးလုံးကျေတာဘာမှကျေမလဲတဲ့အာဟုံးလုံးခြေနိုင်တာကဝါရင်လုံးကြီးတင်ဆာကာ
အောက်ကနေရှင်းလာတော့ဝီပါပါဗျာဟုတ်ပါဗျာအဲ့တော့ဒကာကြီးအာကုန်ကြည်တဲ့ဝီဖြစ်မှာ ပါပါဗျာဝီပါပါ သွားတယ် ပါပါ နော်အဲ့တော့ဝိဖြစ်ဖို့အရေးကြီးပါတယ်လို့အခုဝိဖြစ်တဲ့ဝိညာဉ်ကြီးအရေးကြီးအဖတ်ကြီးအသက်ကြီးလာပါပြီ ပါပါဗျာ ဝိပဿနာညာဝိပဿနာစိတ်ဝိပဿနာပညာနဲ့အခုတရားပြနေတာကဒကာကြီးရဲ့ ပါပါ အရေးရဲ့အဖတ်ရဲ့အတွက် ပါပါ ဘယ်လိုပေးနေတယ်လဲလို့ဆိုလို့ရှိရင်အပေါ်ကနေပြီးပလင်ပေါ်ကနေပြီးတော့သံဃာတော်အရှင်များများသီလရှင်ပုဂ္ဂိုလ်တွေအရေးရေးပြလိုက်တယ်ဒကာကြီး ပါပါဗျာ နော်ရေးပြပြီ ပါပါ ဖတ်တအောင် ပါပါ ရေးပြလိုက် ပါ ဖတ်လက်ဖတ်တအောင်ဖတ်ပြ ပါဗျာ သူလက်တွက်ပြ ပါပါ အရေးအဖတ်အတွက် ပါပါဗျာ ဝိပဿနာရောလူပုဂ္ဂိုလ်ကအရေးကဘယ်လိုရေးလိုက်လဲတဲ့ကမ္မထပြတဲ့ပုဂ္ဂိုလ်ကအရေးအတွက်အဖတ် ပါပါ အရေးအတွက်အဖတ်ဆိုတာအဲ့တော့ဦးနဲ့အရေးအတွက်အဖတ်ဆိုတော့ပုဂ္ဂိုလ်ကြီးပြောလိုက်ဦးမယ်တခါကြီး ပါပါ အတိတ်ကာလတော့ဦးစင်းတို့ဒီမဲ့ဒုရိယသမား ပါပါ ဒုရိယသမားတွေဆိုတော့တခါကြီးအရေးအတွက်အာကုန်းလို့ကြည်ဖို့ ပါပါဗျာ ဘယ်လိုကြည်မလဲဆိုတဲ့ဥစ္စာကြည်ဖို့ကြည်လေးပြောပြ ပါပါ အခုကာလဒီမဲ့သုက္ကကာလကြီးကိုကာလဝိမုတ်တိခေတ်ကိုခေတ်ဆိုတော့အဲ့တော့ဘုရားမဦးစင်းကဒုတိယသမားဆိုတော့တချင်းတွေပါလေနည်းနည်းပါပါသူများဆိုတာကြားဆိုတော့လည်းရထားတယ်အဲ့တော့အဲ့ဒီတချင်းကလည်းမဆိုဘူးတော့ဘူးသူများခဏလေးပါလေဆိုတာကြားတာဘယ်လိုဆိုတာအဲ့တော့တရားခဘောပေါက်လာတော့တရားထိုင်နေပေါက်လာတော့အကုန်လုံးဟာဖြင့်ဉာဏ်တရားကြားတာတရားနာနာတရားစားတာတရားထိတာတရားသိတာတရားယူတာတရားပေါက်တာတရားထိုင်တာတရားအိတ်တာတရားသင်္နာပေးနော်အာသုံးလုံးသင်္နာခဏကြည့်အောင်ပေးအခုအာသုံးလုံးကြည်တဲ့သချင်းပေါ်လာအတိတ်ကာလတုန်းကပေါ်နေတဲ့သချင်းပါလားနော်အာသုံးလုံးဖြစ်နေတဲ့ပုံကိုယ်လေးအာသုံးလုံးကြည်တဲ့တရားပေါ်လာအာသုံးလုံးသင်္နာတယ်နော်အခုအာသုံးလုံးခဏကြည့်ဖို့သင်္နာနေပေးနေတာနော်ဘယ်လိုလဲတဲ့ရှေ့ကတော့သချင်းဆိုတာကြားခလေးတွေဆိုကြတယ်တကယ်ဘယ်လိုကအခုလောကကြီးကဖြစ်မနေဘူးလားတကယ်ပုဂ္ဂိုလ်တွေအာသုံးလုံးဖြစ်နေတာလောဘဒေါသမောဟအာသုံးလုံးအမတခန္ဓာလေးလာတဲ့ခန္ဓာကြီးပဲမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကအကျိုးတရားရုပ်ပေါ်ကလောဘဒေါသမောဟဖြစ်နေတဲ့ဆိုလို့ရှိရင်ခန္ဓာ၅ပါးဖြစ်တော့ခန္ဓာကြီးကအနန္တလေးလာမျက်စိဘောက်ကလည်းခန္ဓာ၅ပါးဖြစ်လေးလာပြီနားဘောက်ကခန္ဓာ၅ပါးအတန်ကြားလိုက်တဲ့ခန္ဓာ၅ပါးဖြစ်လေးလာပြီနှာခေါင်းဘောက်ကနားလိုက်တဲ့ဒမြင်တဲ့ခန္ဓာ၅ပါးဖြစ်လေးလာပြီလျှာနဲ့ရတာနဲ့စားလိုက်တဲ့ခန္ဓာ၅ပါးဖြစ်လေးလာပြီဘိုးနဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ခန္ဓာ၅ပါးဖြစ်လေးလာပြီဒုက္ခသစ္စာဟုတ်ကဲ့ခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားကြီးဖြစ်ရတော့မယ်ဆိုလို့ရှိရင်မလေးလာဘူးလားလေးလာတယ်အဲ့ဒီလေးလာတဲ့တကယ်အခုတိုက်ပြည်ကြီးကနေပြီးတော့တခါတည်းဆိုရှယ်လစ်တိုက်ပြည်ဆိုတော့ဘိုးကြီးတွေဘိုးဖူးတွေဘိုးလေးတွေဆိုလို့ရှိရင်ဒါဥပဒေတို့မော်ဒမြိုင်သွားတယ်တကယ်မော်ဒမြိုင်မှာတရင်ကျွတ်ပြီးရင်တရင်ကျွတ်ပြီးတော့လာပြီးကျော်သွားတော့ဥစဉ်ဒိဋ္ဌာဆေးရသွားပြီးမော်ဒမြိုင်ပြေးရတယ်မော်ဒမြိုင်တိုက်ခွဲတိုက်ဌာနတွေရှိတာကိုတရားဌာနနှစ်ခုရှိတော့အဲ့ဒီမှာဒိဋ္ဌာတွေတော့ပြီးတော့အဲ့တော့တကကြီးညဘက်ကျတော့ဘိုးဖူးတွေဘာတွေညတိတ်တိတ်ကလေးဝိုင်းဝိုင်းပြီးဖမ်းကြဖမ်းပြီးတော့ဘယ်ဆွဲသွားမှလည်းမသိဘယ်ထားမှလည်းမသိနော်အဲ့တော့ဘယ်ဆွဲသွားမှလည်းမသိဘူးလေဝိုင်းဝိုင်းဖမ်းအခုလည်းပဲဝိုင်းတော့ဝိုင်းနေပြီဖမ်းတော့မယ်နော်လောဘကအာတလုံးဘောဓာရဲ့အာတလုံးမောဟရဲ့အာတလုံးအာတလုံးတည်ရဲ့ပုဂ္ဂိုလ်တွေကခန္ဓာ၅ပါးယုံနာနာပဒုက္ခသစ္စာကြီးဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာဖြင့်တခါကြီးခန္ဓာအမတန်နေနာနဲ့တရားယူမယ်မျက်စိကလည်းခန္ဓာ၅ပါးဖြစ်ရင်လင်းလာပြီနားဘောက်ကခန္ဓာ၅ပါးဖြစ်ရင်လင်းလာပြီနှာခေါင်းဘောက်ကခန္ဓာ၅ပါးဖြစ်ရင်လင်းလာပြီလျှာဘောက်ကခန္ဓာ၅ပါးဖြစ်ရင်လင်းလာပြီမနောဘောက်ကခန္ဓာ၅ပါးဖြစ်ရင်လင်းလာပြီဝါရ6ဘောက်က6လကနေပြီးတော့လောဘကအာဒေါသရဲ့အာမောဟရဲ့အာအဲ့ဒီလောဘကခန္ဓာ၅ပါးပိတ်တာဒေါသရဲ့ခန္ဓာ၅ပါးမင်းမောဟရဲ့ခန္ဓာ၅ပါးတိဋ္ဌာအဲ့ဒီခန္ဓာ၅ပါးအစဉ်ဖြစ်နေပြီဆိုလို့ချင်းအမတန်ခန္ဓာကြီးလင်းတာနဲ့ခန္ဓာကြီးပုံတာအဲ့ဒါကြည့်ရတဲ့ချင်းကဆိုတယ်ဘယ်လိုဆိုလဲမမလေးခိုးမလို့လူစိုးတွေနဲ့မောင်တိုင်းမင်းမမလေးဆိုလောဘဒေါသမောဟခန္ဓာ၅ပါးအမတန်ကြီးမမလေးခိုးမလို့လူစိုးတွေနဲ့မောင်တိုင်းမင်းအခုအစိုးရမင်းများကတိုင်းသူတို့ချင်းအချင်းချင်းလေးလေနော်
ကောင်းစီဝင်လို့ဘူးလို့တခါတော့ဘိုးချုပ်သေးတခါတော့ဘိုးဒီဘိုးကြီးတိုင်မီပြီးတော့ဘယ်လိုမလဲရတိုင်မီပြီးတော့တခါတော့တိုက်ကြီးကြီးတခါတော့ညပဲဝိုင်းပြီးတော့အခါထားတော့မမလေးဖမ်းလို့မမလေးကိုမလို့လူစိုးတွေနဲ့မောင်တိုင်မင်းပြီးဖမ်းတာနော်အခုကြိုက်မနေဘူးလားဝိုင်းပြီးဖမ်းတော့အဲ့ဒါဘယ်လိုဖမ်းတာလဲလောကမှာလောဘဒေါသမောဟနိုင်ငံကြီးလောဘပြည့်စည်လောဘဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုဘုံမှုတွေပါတွေကတိုင်ပြီးညဝိုင်းဖမ်းပြီးဘယ်ဆိုနိုင်မှမသိလေးတွေကလွှဲနေတာနော်မသိရတယ်မမလေးကိုမလို့လူစိုးတွေနဲ့မောင်တိုင်ပင်ညအတွက်ကလေးရတဲ့မြင်းပေါ်တင်အခုတခါကျညတွေထွက်နေပြီဘယ်လာတွေလဲလို့ပြောမနုဿတာဒုမဘရာခဲ့သောတရားလူရဲလို့ဖြစ်လာတာသစဉ်အတိတ်ကဒါနသီလသမထအတော့ဖြစ်လာတဲ့လူခန္ဓာလားငါးပါးလားဖြစ်တာလာတဲ့ဖြင့်မြတ်စွာဘုရားသာသနာတော်ကြီးနောက်ပိတ်ဆုံးသာသနာပြီးတာလာတဲ့ဖြင့်ဓမ္မယရနာတွေအညုတ်အရွာရွာဖွင့်နေတာလာတဲ့ဖြင့်မမလေးခေါ်မလို့လူစိုးတွေနဲ့မောင်တိုင်မင်းညအတွက်ကလေးရတဲ့မြင့်မောတင်လာထွက်နေပြီလာကြီးသုံးခွထွက်နေပြီလာကြီးသုံးခွထွက်နေပါလေသားနဲ့နော်မသေးခြင်းကိုဖြစ်ညာလက်ထွက်ပြီလက်ထွက်နေတဲ့အချိန်ကဆရာကောင်းဆရာကြနော်သင်ရရင်လာရီဝင်ကုန်ညအတွက်ကလေးရတဲ့မြင့်မောတင်မသေးသေးဘူးမဟုတ်လားမနုဿတာဒုမရာခဲ့သောတရားလူရဲလို့ဖြစ်တာလာတဲ့ဘုရားသာသနာကြီးကျုံတိုက်ခါကလာတဲ့အညစ်မှုအရောဓမ္မယရနာကြီးကိုနေတာကလာတဲ့လာကြီးသုံးသိထွက်လာလာကြီးသုံးသိထွက်လာထိနေပြီအဲ့ဒီထိနေတဲ့အခါကိုပညာအထုတ်တဲ့ပုဂ္ဂိုလ်ဟာလာအတွက်ကလေးရတဲ့မြင့်မောတင်မြင့်မောတင်ပြနိုင်တဲ့ဆရာဥစ္စာလာထွက်နေပြီလက္ခဏာတင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဆရာလို့ရှာကြလက္ခဏာကတင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်ကိုစိုးနေတော့အဲ့ရောအခုဟာသဲအင်းကလက္ခဏာတွေတင်ပေးနေတာဒါလက္ခဏာတင်ပေးတယ်နာလက္ခဏာတင်ပေးတယ်ရုပ်လက္ခဏာတင်ပေးတယ်ကိလေသာတင်တယ်အာထုဘလက္ခဏာတင်ပေးတယ်မြင့်ပေါ်ရောက်တင်ပေးတာနောက်လက္ခဏာမြင့်ပေါ်ရောက်ပြီဆိုရင်တော့သွားရင်သွားပေါ့ပြီးတော့မမလေးခိုးမလို့လူစိုးတွေနဲ့ပေါက်တိုင်းမင်းနာအတွက်ကလေးရတဲ့မြင့်ပေါ်တင်မြင့်ပေါ်တင်နာမဝင်နဲ့မှန်တိုင်တော့အောင်နာမဝင်ဆိုမသိရင်ပြောတော့အခုကနတ်ထွက်နာမဝင်လို့ကာကုန်ရင်သေးတော့အဲ့တော့နာမဝင်လို့မြင့်ပေါ်ရောက်ပြီဆိုလို့ချင်းဘယ်လိုကြွားရမလဲတဲ့သစ္စာလေးကမန္တလေးတော့ပြေးမောင်းတော့မနိမနာကြွားရ6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်တိုင်းမျက်စိရတော့မယ်မျက်စိမဟုတ်လားလက္ခဏာတင်ပေးနိုင်တဲ့ဆရာတော်ရှာကြနော်အဲ့ဒီတော့သမထဆိုတာကဘာလဲတဲ့မြင်လို့ဒီကြားလို့ဒီနားလို့ဒီစားလို့ဒီဒီလို့ဒီပြီးလို့ဒီနုညာတာဒီမာရာဒီပေါ်ရာဒီနော်နုညာတာဒီဒုရာဒီဣရာဒီလောက်တာဒီဒါရီဒီနာအဲ့ဒါကသမထနော်လက္ခဏာတင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ကိုဆရာကောင်းဆရာကြမမကြီးကိုမလို့လူစိုးတွေနဲ့ပေါင်းတိုင်းမယ်မကြည့်မကြမအားထုတ်တဲ့ပုဂ္ဂိုလ်တွေကြတော့မမကြီးခေါ်တော်မယ်လူစိုးတွေကတော့တိုင်ပင်ပြီးသေကံကုန်လို့ကြည့်လို့ချင်းအပယ်လေးပါလို့ဆွဲပို့တော်မယ်အခုကလေးမိကံတွင်နာကံကုန်တဲ့အချိန်ကကြတော့အပယ်လေးပါကိုတွင်းလိုက်နေမယ်မမကြီးခေါ်မလို့လူစိုးတွေနဲ့ပေါင်းတိုင်းမယ်ငါအတွက်ကလေးရတဲ့မြေပေါ်တင်လက်ထွက်နေပြီလူရဲလို့ဖြစ်တာလားသင်သာသနာကြီးနဲ့ကျုံတာလားသင်ဓမ္မယရနာလို့ပွင့်တာလားသင်နာကြီးသုံးနဲ့ထွက်လို့ကြည်လင်ထိတ်ပြီးတော့တခါလင်းနေပြီအဲ့ဒီတော့လက္ခဏာတင်ပေးနိုင်တဲ့ဆရာမြင့်ပေါ်တင်ပေးနိုင်တဲ့ဆရာကိုရှာနာအတွက်ကလေးရတဲ့မြင့်ပေါ်တင်ဆိုလက္ခဏာတင်ပေးတတ်တဲ့ပုဂ္ဂိုလ်ရှာကြအနာကကပ်ပြီးတော့လက္ခဏာတင်ပေးနိုင်တဲ့ကောပြင်မဲ့ဥစ္စာလည်းမပြင်အောင်ဝေဒနာကိုတော်မပြစ်အောင်ပြင်လိုက်မပြစ်အောင်လက္ခဏာတင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ကိုဒါလက္ခဏာယုတ်လက္ခဏာနာလက္ခဏာအာရုပလက္ခဏာခန္ဓာအာဘလက္ခဏာအဲ့လက္ခဏာတွေတင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဆရာကောင်းရှာမြင့်ပေါ်တင်အောင်နာအတွက်ကလေးရတဲ့မြင့်ပေါ်တင်နာမဝင်နဲ့မှန်တိုင်းရောက်အောင်
လက္ခဏာပြီးသွားပြီဆိုရင်အခုပုဂ္ဂိုလ်တွေကဒီကပုဂ္ဂိုလ်တွေပြီးတဲ့ပုဂ္ဂိုလ်ပြီးပြီအာရုံလက္ခဏာပေါ်အာရုံလက္ခဏာပြီးတဲ့ပုဂ္ဂိုလ်ပြီးပြီနာလက္ခဏာပြီးတဲ့ပုဂ္ဂိုလ်ပြီးကုန်ပြီပြီးကုန်တဲ့အချိန်ကကျတော့တခါကြီးသူကသူစီးတော့မောင်းတော့တဖြည်းဖြည်းမောင်းတော့မန္တန်ကြီးရောက်သစ္စာလေးပါမန္တန်ကြီးကိုဘောတာပန်သစ္စာသရဂံသစ္စာအနာဂံသစ္စာအလတ်တမေသစ္စာလေးပါမန္တန်ကြီးရောက်မယ်မဟုတ်လားမမလေးကိုမလို့လူစိုးတွေနဲ့ပေါင်းတိုင်းမယ်လာအတွက်ကလေးရတဲ့မြေပေါ်တင်လာမဝင်ငယ်မှတိုင်ရောက်အောင်မတူကြည့်ညာတဲ့တလုံးဆွညလာမဝင်မှတိုင်ရောက်အောင်ရွှေဘူးတော်ရောက်ပြီကိုကွင်းမြင်ကိုစီမောင်းလာပြီကြည့်ရတဲ့ချင်းကြီးတရားအကုန်တရားကြီးအဲ့တော့အခုမြင်စီတာချင်းကလည်းမတူဘူးအယဝါစီတာကတစ်မျိုးအညိုစီတာကတစ်မျိုးနော်မြင်စီတာချင်းမတူအဲ့ဒီတော့ရွှေဘုဒ္ဓမြောင်ပင်ကြီးကိုကွယ်မြင်ကိုစီမောင်းလာခြင်းအဲ့ဒီတော့အညိုစီတဲ့မြင့်ကပါမြင်လဲသီလတော်သမာဓိကိုပညာတော်သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာသီလဝိသမာဓိပညာဝါယေလုံတင်ဝါယေလုံတင်သံဃာအောက်ကပြင်ရှေ့ကပေါ့ဝိဖြစ်ရင်တော့ကောင်းနေမယ်မြင်လိုက်တဲ့ချိန်ကဝိကြားလိုက်တဲ့အသံပေါ်မှာလည်းဝိနားလိုက်တဲ့အပေါ်မှာလည်းဝိစားလိုက်တဲ့အပေါ်မှာလည်းဝိကြည့်လိုက်တဲ့အပေါ်မှာလည်းဝိသိလိုက်တဲ့အပေါ်မှာလည်းဝိသီလရှင်အဝါကြီးကတော့ဝိသီလရှင်အညိုကဝိအဲ့ဒီတော့အခုနာရောက်တဲ့တရားဓမ္မတွေကိုယ်စိတ်ကလေးကကိုယ်စစ်ကြပြီးတော့ငါတော့ဝါယေလုံးကြီးတင်ဝိဖြစ်ကြပါလားလုံးကြီးတင်သံဃာဝိဖြစ်သလားအောက်ကမြင်ဝိလားရှေ့ကပေါ့ပဲဝိလားနော်ကိုယ်စိတ်တော့စိတ်ပဲနော်ကိုယ်စိတ်ကိုဆက်လိုက်လို့ရှိရင်ကဝိသုတ်တိမြင်တဲ့အပေါ်မှာသီလရှင်အဝါကြီးမြင်တယ်လို့အားလုံးလားသီလရှင်အညိုမြင်တယ်လို့အားလုံးကျေပုံလားဆိုတာကျေပုံကိုဟောမယ်မြင်သိမယ်နော်ဘုရားတော်ကတချင်းကဆိုသွားတာကမမလေးခေါ်မလို့လူစိုးတွေနဲ့ပေါင်းတိုင်းမင်းလူစိုးတွေနဲ့ပေါင်းတိုင်းမင်းဆိုတာကအခုမသိခင်ကောလောဘနဲ့ဒေါသမောဟဖြစ်နေတဲ့ပုဂ္ဂိုလ်ကခန္ဓာ၅ပါးအမတန်လေးနာတဲ့ခန္ဓာ၅ပါးကြီးဒီလိုလောဘဒေါသမောဟနဲ့ပျော်ပါပြီးတော့နေကြမယ်ဆိုလို့ချင်းကံကုန်တဲ့အချိန်ခါကြပြီဆိုရင်အပေလေးပါးကိုဆွဲချတော်မယ်အဲ့ဒါမမလေးအပေလေးပါးကခိုးတာမမလေးကိုမလို့လူစိုးတွေနဲ့ပေါင်းတိုင်းမင်းလူစိုးတွေကတော့ဝိုင်းနေဆွဲတော့လာမဝင်နဲ့မတိုင်ရောက်အောင်မတိုင်ရောက်လာအတွက်ကလေးရတဲ့မြင့်မောတင်လာမဝင်နဲ့မတိုင်ရောက်အောင်လာအတွက်ကလေးမြင့်မောတင်ဆိုတာမသိခင်ကိုလက္ခဏာပြီးအောင်ရှုကြနော်ဆရာကောင်းတဲ့လက္ခဏာတင်ပေးနိုင်တဲ့မြင့်မောကိုရောက်ဝိပဿနာဉာဏ်ကြီးကိုတင်ပေးနိုင်တဲ့ဆရာဦးရှာဝိပဿနာပုတ်ဖဲနဲ့တကကြီးသမထကိုလည်းဝိပဿနာလုပ်လို့တော့အဲ့ဒီလိုဆရာမျိုးနဲ့တွေ့ရင်ကိုချုံနေတယ်နော်ဝိဖြစ်သွားလိမ့်မယ်နော်ဝိဖြစ်အောင်လုပ်ကြတယ်နော်မြင့်ပေါ်ကိုရောက်အောင်တင်ပေးနိုင်တဲ့လက္ခဏာသဘာဝတင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ကိုမြင့်ပေါ်ကိုရောက်အောင်တင်ပေးနိုင်တဲ့ဝိပဿနာပညာပြအောင်တင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ရှာနော်မမလေးကိုလိုလူစိုးတွေနဲ့ပေါင်းတိုင်းမယ်ငါအတွက်ကလေးရတဲ့မြေပေါ်တင်လာမဝင်ငယ်မှန်တိုင်ရောက်အောင်လာမဝင်ငယ်မှန်တိုင်ရောက်သစ္စာလေးပါရမယ်မျက်စိတကားနာတကားတကောင်းတကားပဇာတကားကိုယ်တကားမနှောတကားတီးချီအောင်နော်လောကုတ္တရာနဲ့ကသမထတီးချီအောင်လုပ်ကြရနိုင်မယ်မြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းတီးတိုင်းတီးတိုင်းအဝါမြင်တယ်လို့မမြင်မဲနဲ့အညိုမြင်တယ်လို့မြင်ပြီးအညိုမြင်တာကဝိပဿနာသမာဓိအဝါမြင်တာကလောကီသမာဓိလောကီသမာဓိကလောဘဒေါသမောဟအာရုံလုံးလောကုတ္တရာနဲ့ကနေပြီးဝိပဿနာသမာဓိပညာကပါလဲလောဘဒေါသမောဟအာရုံလုံးကြည့်တဲ့ချုပ်တဲ့တရားအဲ့ဒီတော့မတိခင်နဲ့ကပညာအထုတ်တဲ့ဆရာတော်ရှာပြီးတော့မြင့်ပေါ်ရောက်အောင်တင်ပေးနိုင်တဲ့လက္ခဏာတင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဆရာကြီးလာအတွက်ကလေးရတဲ့မြင့်ပေါ်တင်ဆိုတာကလက္ခဏာတင်ပေးနိုင်တဲ့ဆရာကိုပြောတာလက္ခဏာမှာတင်မပေးနိုင်တဲ့ဆရာကတော့ကိုယ်ရိုးနေလိမ့်မယ်လာအတွက်ကလေးရတဲ့မြင့်ပေါ်တင်
နာမဝင်ခင်မှတိုင်ရောက်အောင်တဲ့နာမဝင်ခင်မှတိုင်ရောက်အောင်ဆိုရင်အခုသုံးဝပြူဟာတရားဓမ္မတွေအာဓုဘလက္ခဏာပေါ်တဲ့ပုဂ္ဂိုလ်ကမနေမနာသမင်းစားရင်လည်းအာဓုဘကြီးပွားတယ်အာဓုဘကြီးထိုင်တယ်အာဓုဘကြီးပေါက်တယ်အာဓုဘကြီးယူတယ်မနေမနာဒါဒလဇကြီးမြင်စီပြီးမောင်းကြရလိမ့်မယ်မောင်းပြီဆိုရင်အာဓုဘတလောကလုံးမြင်လာတဲ့အာဓုဘအဖို့ကိုကြားလာတဲ့အာဓုဘနာနာတဲ့အာဓုဘစားလာတဲ့အာဓုဘကြည်လာတဲ့အာဓုဘသိလာတဲ့အာဓုဘယူလာတဲ့အာဓုဘပေါက်လာတဲ့အာဓုဘအာဓုဘတည်သွားပြီဆိုရင်မန္တရောက်နာအတွက်ကလေးရတဲ့ပြင်မောတင်နာမဝင်ငင်မတိုင်ရောက်အောင်ရောက်သွားပြီမန္တိုင်ကြီးရောက်သွားပြီဆိုလို့ရှိရင်ပြောင်းသစ္စာလေးပါမန္တိုင်ကြီးရောက်သွားပြီဆိုရင်ရွှေဘူးတောင်ရောက်ပြီကိုကွဲမြင်ကိုစီမောင်းပါပြီမြင်ကိုစီဘယ်လိုမြင်စီသွားတယ်တဲ့သီလရှင်အညိုကတော့မြင်စီမယ်နော်ဟောကအဝိဇ္ဇာမြင်ဒါကဝိဇ္ဇာမြင်ဟောကလောဘဒေါသမောဟမြင်စီတယ်ဒီမြင်စီတာကတစ်မျိုးဒီဟာမြင်စီတာကဝိဇ္ဇာမြင်နော်ဘုံတော်ကိုယ်ပါမြင်စီပြီးဘယ်လိုစီဖို့စီလဲသီလရှင်အညိုကဘယ်လိုစီဖို့စီနေလဲတဲ့ဒါကကြီးသမထဝိပဿနာတရားကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်ကဘယ်လိုမြင်စီသလဲတဲ့အာနာပါနတတိယူလိုက်တဲ့ချိန်ကာယတတိဝေဒနာတတိစိတ်တတိဓမ္မတတိတတိပဋ္ဌာန်တရား၄ပါးလိုက်တဲ့နေ့ကကာယတတိနဲ့လည်းမြင်စီတာပဲဝေဒနာတတိနဲ့လည်းမြင်စီတာပဲစိတ်တတိနဲ့လည်းမြင်စီတာပဲဓမ္မတတိနဲ့လည်းမြင်စီတာပဲအဲ့တော့ကိုယ်စိတ်ကလေးကိုယ်စိတ်ကြတော့ကာယတတိဆိုတာကဘယ်အသိဝေဒနာအသိဆိုတာဘယ်အသိစိတ်တတိဆိုတာဘယ်အသိဓမ္မအသိဆိုတာဘယ်အသိဆိုတာအသိ၄မျိုးရှိတဲ့တတိဒီနဲ့ဝင်ရနေမယ်ဒီကြည့်အောင်လုပ်ကြရနေမယ်နော်မန္တရောက်ဘူးအဲ့တော့သီလရှင်အညိုကြီးစီးတယ်မြင်သီလရှင်မြင်စီဖို့အဲ့ဒီတော့ဒကာကြီးသီလရှင်အညိုကဓွာရ6ပေါက်6ကားကနေပြီးတော့မျက်စိဒကာနာဒကာတစ်ခေါက်ကပဇာဒကာပူဒကာမနောဒကာဒကာ6ပေါက်အာယုံအာယုံ6နဲ့တိုက်ခိုက်တိုင်းကဖြင့်မြင်လိုက်တဲ့အပေါ်မှာအကျိုးတရားရဲ့အသင်းပေါ်ကနေပြီးအသိယုံနဲ့မျက်စိအကြည့်ယုံနဲ့ထိမှန်လိုက်တဲ့အချိန်ကဖတ်တာဖြစ်ပြီးဒီလုံးကတရားခံစားလိုက်ခံစားဖို့တော့ဝေဒနာပဲဒါတည်းဝေဒနာတတိနားတဲ့အသာနဲ့ကြားလိုက်နားတဲ့အသာနဲ့ကြားလိုက်အသာယုံနဲ့နားအကြည့်ယုံနဲ့ထိမှန်လိုက်တဲ့အချိန်ခံစားဖို့တော့ဝေဒနာပဲနားပါမှလည်းဝေဒနာတတိနှာခေါင်းနဲ့အနတ်နဲ့ထိမှန်လိုက်တဲ့အချိန်ကအနတ်ယုံနဲ့နှာခေါင်းအကြည့်ယုံနဲ့ထိမှန်လိုက်တဲ့အချိန်ကဖတ်တာဖြစ်ပြီးဒီလုံးကတရားအနတ်ယုံဝေဒနာခံစားလိုက်တယ်ခံစားဖို့တော့ဝေဒနာပဲတည်းဝေဒနာတတိဘယ်ရနဲ့ရတာနဲ့စလိုက်တဲ့အချိန်ကရတာဤပြုဟာနန္တရားခံစားလိုက်တဲ့ခံစားဖို့ဝေဒနာတတိဝေဒနာလည်းဒီဘုန်းနဲ့အဲ့ဒီနဲ့ဒီမှလိုက်ကတင်းနာပေါ်လာတဲ့တင်းတယ်လို့မသိဝေဒနာသိကြောက်လာရင်ကြောက်တယ်လို့မသိဝေဒနာပဲသိတယ်ထုံမင်းရင်ထုံတယ်လို့မသိဝေဒနာပဲသိတယ်ဘုရားတော်မှာသုတ်တန်ဆရာတော်ဒါကဟောနေတာပြည့်ညတ်တင်တော့ငါတို့သိထားပြီးလို့မနေနဲ့ခန္ဓာတွေကအစ္ဆတသန္တာကတင်းနာတွေကလည်းပေါ်ကြောက်နာကလည်းပေါ်ကြောက်နာလေးကလည်းပွက်ခနဲ့ပေါ်ထုံနာလေးကလည်းပွက်ခနဲ့ပေါ်ကြိုက်ထားလေးကလည်းပွက်ခနဲ့ပေါ်ပြတ်ထားလေးကလည်းပွက်ခနဲ့ပေါ်အစ္ဆတသန္တာကပေါ်မှတရားဓမ္မသဘောပေါ်တာသဘောနဲ့မနှောနဲ့မနှောတွားတာစိတ်အမြင်မြင်မှနော်ဒါမှပရမအဲ့တော့ခန္ဓာတွေကနေဒီကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ချိန်ကအတွေ့ရုံနဲ့ကိုယ်အကြည့်ရုံနဲ့ထိမှန်လိုက်တဲ့ကဖတ်တာဖြစ်ပြီးဒီလုံးနာတရားအတွေ့ရုပ်ဝေဒနာခံစားလိုက်ခံစားဖို့ဝေဒနာပဲရှိဝေဒနာပဲရှိဝေဒနာတတိမနှောနဲ့ဓမ္မနဲ့ပေါက်ထုတ်လိုက်ကဓမ္မရုပ်ဝေဒနာနဲ့ခံစားတယ်ခံစားဖို့ဝေဒနာပဲရှိနော်ဟိုအတိကသီလရှင်အဝါသိတာကမြင်လိုက်လို့ဆိုရင်မိဘဒီယောက်ျားဒီကိုယ်ဒီဝက်ဒီဝါဒီကျက်ဒီလိုအတိဝေဒနာဝတ်တာပဲလားအတိသီလရှင်အဝါသိတာကအာမဟုတ်ဘူးနော်သီလရှင်အညိုသိတာကဒကာကြီးကိုယ်ဒီဝက်ဒီဝါဒီကျက်ဒီဒကာမဒီဒကာဒီမသိမြင်လိုက်တဲ့ပြစ္ဆုတ်ပါယူပခန္ဓာဝေဒနာသိနေခါရဝင်ခြင်းနာခန္ဓာလေးပါရုပ်ပြခန္ဓာ၅ပါးရှိတဲ့နေ့ကယူပခန္ဓာမသိတဲ့ဝေဒနာခန္ဓာတို့နဲ့သိတာဝေဒနာခန္ဓာတို့နဲ့သိတာတော့မြင်လိုက်ကြတဲ့ဝေဒနာပဲသိတယ်ကြားလိုက်ကြတဲ့ဝေဒနာ
နာလည်းဝေဒနာစားရလည်းဝေဒနာထိတာလည်းဝေဒနာသိတာလည်းဝေဒနာယူတာလည်းဝေဒနာပေါက်တာလည်းဝေဒနာထိုင်တာလည်းဝေဒနာအိတ်တာလည်းဝေဒနာဝေဒနာတုံးတယ်ဝေဒနာတတိဝေဒနာနုပါဒဒီလိုက်ရှင်အဝါသိတာနဲ့အညူသိတာနဲ့တူလားသိပြောင်းသွားတာတူဟွာကသမထဒီကဝိပဿနာသမာဓိပညာမဲ့ပညာနော်တူလားတီးချင်းနဲ့တူလားဘောကမြင်လိုက်ရင်မိမကျတော့တီးချင်းတာနော်သူဣရထားတာကမှလည်းလောဘဒေါသမောဟအာသုံးလုံးအာသုံးရတယ်ဒီကလောဘဒေါသမောဟအာသုံးကြည့်တယ်မြင်လိုက်တဲ့အကျိုးတရားဘောကနေသူလောဘနဲ့ကြည့်နေတာချုပ်မတော့ဒေါသရောမောဟရောမြင်လိုက်တဲ့အချိန်ကဝေဒနာပဲရှိတယ်မြင်လိုက်တဲ့အချိန်ကမှမြင်တယ်မရှိမိမမရှိယောက်ျားမရှိခွေးမရှိဝက်မရှိမြင်မရှိတောမရှိတောင်မရှိမြင်သူမရှိသိသူလည်းမရှိဝေဒနာသာရှိအာတော့ချုပ်တော့ညာနဲ့အသာနဲ့ကြားလိုက်တဲ့ကခွေးမှာဝက်တာဖဲတာကျက်တာနေလို့သာတက္ကမအသာတက္ကအသာခမုံသာသုတ်တန်သာသိရင်သာမရှိကြားသူလည်းမရှိသိသူလည်းမရှိဝေဒနာသာရှိအသာအိအကျိုးပြရုပ်ပေါ်မှာအာတော့ချုပ်တော့နှာခေါင်းနဲ့အနက်နဲ့ထိမှန်လိုက်တဲ့အချိန်ကမွဲတာမရှိသိတာမရှိပို့ဖော်နာမရှိညာလူမရှိသိသူမရှိဝေဒနာသာရှိအနက်အကျိုးတရားရုပ်ပေါ်မှာအာတော့ချုပ်တော့လောဘရဲ့အာတုံဒေါသရဲ့အာတုံမောဟရဲ့အာတုံအာတော့ချုပ်သွားပြီလေယာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာအကျိုးတရားရုပ်ပေါ်မှာဝေဒနာပဲသိလိုက်တယ်ဒီကနေ့ဆိုတဲ့ချင်းနဲ့ငန်းနဲ့စတယ်မရှိစားသူလည်းမရှိသိသူလည်းမရှိဝေဒနာလာရှိရတာအကျိုးတရားရုပ်ပေါ်မှာလောဘဒေါသမောဟအာတော့ချုပ်နေတယ်ဘယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ကတင်းနာမရှိတောင်းတာမရှိပူလို့မရှိအေးလို့မရှိလှုပ်လို့မရှိရားလို့မရှိညောင်းလို့မရှိကိုယ်လည်းမရှိသိလို့မရှိဝေဒနာလာရှိအာတော့ချုပ်နေတယ်မနောနဲ့ဓမ္မနဲ့ပေါ့ဆုံလိုက်တဲ့အချိန်ကကောင်းတာလည်းမရှိဆိုးတာလည်းမရှိကိုယ်လည်းမရှိနှလုံးသဘောလည်းမရှိသိလို့လည်းမရှိဝေဒနာလာရှိဘွာရ6ပေါက်6တကားကနေပြီးတော့မျက်စိပေါက်ကလည်းဝေဒနာအာတော့ချုပ်သွားပြီညာပေါက်ကလည်းဝေဒနာအာတော့ချုပ်သွားပြီလောဘရဲ့အာချုပ်ပြီဒေါသရဲ့အာချုပ်ပြီမောဟရဲ့အာချုပ်ပြီအသိရဲ့အကျိုးတရားရုပ်ပေါ်ကအာတော့ချုပ်သွားပြီညာနဲ့အနာနဲ့ကြားလိုက်တဲ့အချိန်ကအာတော့ချုပ်သွားပြီနှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအနာအကျိုးတရားရုပ်ပေါ်ကအာတော့ချုပ်သွားပြီရရနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာအကျိုးတရားရုပ်ပေါ်ကအာတော့ချုပ်သွားပြီကိုယ်နဲ့တွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအတွေ့ရုပ်ပေါ်ကအာတော့ချုပ်သွားပြီမနောနဲ့ဓမ္မနဲ့ပေါ်ဆုံလိုက်တဲ့အချိန်ကဓမ္မရုပ်ပေါ်ကအာတော့ချုပ်သွားပြီအာတော့ချုပ်သွားလားအာတော့ချုပ်လို့ရှိရင်မျက်စိနဲ့ရွှေဘုဒ္ဓညောင်ဝိဒီကိုကွဲမြင်သူစီမပါပြင်လက္ခဏာတဲ့တော့လက္ခဏာသိတီးသွားပြီဝေဒနာခန္ဓာလက္ခဏာပေါ်နာလက္ခဏာပေါ်တီးသွားပြီမမလေးကိုအနုလူသောတဲ့ပေါင်းတိုင်းပဲလာရွယ်သူရဲ့မြင်ပေါ်တင်လာအဝယ်မှန်တယ်ရောက်အောင်ရွှေဘုဒ္ဓညောင်ဝိဒီကိုကွဲမြင်သူစီမပါပြင်မြေရောက်ပြီနော်သစ္စာလေးပါဒုက္ခသမုဒယချုပ်ပြီးတော့မဲ့တဲ့နေရောဓာတီဝါရီသစ္စာမနိုင်မရောက်ဘူးလားဒွါရ6ပေါက်6ကားကနေပြီးတော့မျက်စိကြီးမျက်စိကမြင်တဲ့ရပါလို့မြင်တဲ့ဝေဒနာမြင်တဲ့ဝေဒနာမြင်လိုက်တယ်ဝေဒနာပဲသိလိုက်တယ်မဟုတ်လားဝေဒနာမြင်တာကသမာဝါယမမဲ့ခင်ဝေဒနာသိရတာကသမာဓိမဲ့ခင်ဝေဒနာပေါ်မှာစိတ်ကလေးတည်ကြည်နေတာကသမာဓိမဲ့ခင်သမာဝါယမသမာဓိသမာဓိမဲ့ခင်သုံးပါမရဘူးလားအဲဒီအကျိုးတရားရုပ်ပေါ်ကသမာဝါယမမဲ့ခင်သမာဓိမဲ့ခင်သုံးပါကသမာဝါယမမဲ့ခင်သမာဓိမဲ့ခင်သမာဓိမဲ့ခင်သုံးပါတည်ကြည်တော့အကျိုးတရားရုပ်ပေါ်ကလောဘဒေါသမောဟအစဉ်အာသုံးလုံးချုပ်မသွားဘူးလားအာသုံးလုံးချုပ်တော့မဲ့ခင်သုံးပါမရဘူးလားအာသုံးလုံးကြည်တဲ့သီလမဲ့ခင်သုံးပါမရဘူးလားအတ္တချုပ်သွားပြီသီလမဲ့ခင်သုံးပါမရဘူးလားသမာဝါယမသမာဓိသမာဓိမဲ့ခင်သုံးပါလည်းမရဘူးလားရပြီနော်အဲ့ဒီအကျိုးတရားရုပ်ပေါ်ကအကြောင်းအာသုံးလုံးကျေသွားတော့
အကျိုးချုပ်သွားတော့အာသုံးလုံးအကြောင်းပေါ်သေးလားလောဘကအာရှိသေးလားဒေါသရဲ့အာရှိသေးလားမောဟရဲ့အာရှိသေးလားအကျိုးတရားရုပ်ပေါ်မှာအာသုံးလုံးချုပ်သွားတော့အာသုံးလုံးအကြောင်းမပေါ်တော့အပေလေးပါဒုက္ခသစ္စာကြီးပိဋ္ဌာငရေတိစ္ဆာဒုက္ခသစ္စာအကျိုးတရားတွေချုပ်ပေါ်မလားအကြောင်းအာသုံးလုံးကြည်သွားပြီအာသုံးလုံးအကြောင်းကြည်ချုပ်သွားတော့အကျိုးတရားပိဋ္ဌာငရေတိစ္ဆာခန္ဓာ၅ပါးဒုက္ခသစ္စာအကျိုးတရားရအောင်ပါလားအကြောင်းချုပ်တော့အကျိုးပါငါမရတော့ဘူးအကြောင်းအကျိုးနှစ်ပါးငါချုပ်သွားပြီလို့သိလိုက်တာကပညာမဲ့ခင်နှစ်ပါးမျက်စိပေါက်ကပြင်လိုက်တဲ့အကျိုးတရားရုပ်ပေါ်မှာသီလမဲ့ခင်သုံးပါးကလောဘဣန္ဒြေလုံနာဒေါသဣန္ဒြေလုံနာမောဟဣန္ဒြေလုံနာသီလမဲ့ခင်သုံးပါးမြင်လိုက်တဲ့အချိန်ကဝေဒနာမြင်လိုက်တာကသမာဝါယမမဲ့ခင်ဝေဒနာကိုသိလိုက်တာကသမာဓိမဲ့ခင်ဝေဒနာပေါ်မှာတည်ကြည်တဲ့စိတ်ကလေးကမပြောင်းမရွှေ့ဘဲနဲ့တည်ကြည်နေတဲ့စိတ်ကလေးကသမာဓိမဲ့ခင်သမာဓိမဲ့ခင်ကသုံးပါးလောဘဒေါသအာလုံးလုံးချုပ်သွားတာကသီလမဲ့ခင်သုံးပါးအိမ်တွေမျက်စိကလုံးကောင်းတာမျက်စိပေါက်ကနေပြီးတော့ဟိုကြည့်ဒီကြည့်ကြည့်နေတာမျက်စိပေါက်ကကြည့်လဲဘာပြောမှလဲလောဘကအာချုပ်သွားပြီချုပ်သွားပြီဒေါသရဲ့အာချုပ်သွားပြီမောဟရဲ့အာချုပ်သွားပြီမျက်စိပေါက်ကအိမ်တွေလုံသွားတယ်အိမ်ကလေးကဘာလို့လဲမလုံးဘူးလားလုံးပါတယ်ဗျာဓမ္မဝါယမဓမ္မတတိဓမ္မသမာဓိမဲ့ခင်သုံးပါမရဘူးလားမဲ့ခင်၆ပါးရတယ်အကျိုးတရားရုပ်ပေါ်ကလောဘဒေါသမောဟအကြောင်းချုပ်ပြီးအကျိုးတရားနဲ့အကြောင်းတရားတစ်ပါးအနာဂတ်ကာလအကျိုးသင်္ခါရဒုက္ခမရတော့ဘူးအကြောင်းချုပ်လို့အနာဂတ်အကျိုးတရားမရတော့ဘူးလို့အကြောင်းအကျိုးတစ်ပါးအဝိဇ္ဇာအကြောင်းအကျိုးတစ်ပါးအချုပ်သွားပြီလို့ဒီလိုသိလိုက်တာပညာမဲ့ခင်တစ်ပါးမှန်ပါဗျာမဲ့ခင်7ပါးပြတော့ပြုပြီမဟုတ်လားအဲ့ဒီဓဝါရ6ပေါက်6လကားကနေပြီးတော့မျက်စိပေါက်ကနေပြီးမြင်လိုက်တဲ့ဓမြိုင်နဲ့တဲ့သီလမဲ့ခင်3ပါးသမာဓိမဲ့ခင်3ပါးပညာမဲ့ခင်2ပါးမဲ့ခင်7ပါးဘုံဖြစ်မနေဘူးလားနော်သီလသာသနာသမာဓိသာသနာပညာသာသနာအရိယာမတည်တာအဲ့ဒီတော့ကျိုးဝင်နဲ့သုံးပါပြီဗျာအဲ့ဒီတော့လက်တင်ကကြမှာသိသိချာချာစောစောလာကြလက်တင်ကကြတာမှသိချာသဘောပေါအောင်ဟောပါမယ်လို့အခုတရားတော်မတွေအဘိဓမ္မာတရားတော်များကြီးသစ္စာလေးပါးတရားတော်များကြီးဟောကြားဆုံးမဩဝါဒပေးရတဲ့အကျိုးအာနိသင်ကြောင့်အခုလာရောက်တဲ့တရားတော်မတွေမနုဿတာဒုံလဘရာဇေတို့တရားလူရဲလို့ဖြစ်တဲ့ခြင်းခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့ခြင်းခါဓမ္မယရဏတွေနဲ့ပွင့်လင်းတဲ့ခြင်းခါသုံးဦးသုံးလည်းမိတဲ့ခြင်းခါတကား6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်သီလသာသနာသမာဓိသာသနာပညာသာသနာသာသနာ300တည်နိုင်ကြပါစေကုန်တော်သတည်းသာဓုသာဓုသာ